ကန်ထက်တုံးညံထက်တုံးကန်ရီမခမ်းမချောက်ခင်ကလေးမှာတန္တရာကလွတ်မြောက်အောင်ကြိုးစားကြပါလို့လေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကန်ထက်တုံးညံထက်တုံးဘာလို့ပြောရသလဲဘဝတစ်ခုစလာသင်္ခါရပစ္စယဝိညာဏငါမစဘူးလားအဲ့ဒီသင်္ခါရဆိုတဲ့အတိတ်ကံအတိတ်ကပြုထားခဲ့တဲ့ကံတွေကုသိုလ်ကံတွေအကုသိုလ်ကံတွေအဲ့ဒီကံတွေအများကြီးတဲ့ကမှဒီဘဝအတွက်ဒီတခဏအတွက်တဘဝစာကံကလေးကိုစီစဉ်ပြီးတော့တတ်မှတ်ပြီးတော့ကံဇတ်ဆရာကပြစ်ချတယ်ဒီချနာလဲအောင်လို့နော်မှန်ပါဗျာဦးဇင်းတို့တော်တို့တန်တရားတစ်ခွင်မှာပြုတ်ခဲ့တဲ့ကံတွေအကျိုးမပေးရသေးတဲ့ကံတွေကျုံနဲ့ဒီအများကြီးကြံနေတယ်ဘဝတစ်ခုတစ်ခုမှာလှုပ်ထားခဲ့တဲ့ကံတွေဟာနောက်ဘဝတစ်ခုမှာအကျိုးပေးလို့မကုန်ဘူးဒီတော့ဘဝများစွာတန်တရားမှာထက်ခါစုဆောင်းထားတဲ့ကံတွေကုသိုလ်တွေလည်းရှိတယ်အဲ့ဒီကံတွေထဲမှာဟောဒီတဘဝစာတခန္ဓာအတွက်ဟောဒီကံကရော့ဟောဒီဘဝကိုမင်းဒီကံနဲ့သွား limit အလုံးက limited တွေကြီးပဲဒီထဲမှာ unlimited မရှိဘူး limited ဆိုတာတတ်မှတ်ချက်နဲ့လာကြတာလူတယောက်ဟာအသက်ဘယ်လောက်ရှည်မယ်ပါပြီးသားဒီတော့ဆိုကြပါစို့အသက်80အထိနေရမယ့်လူတယောက်သည်30အရွယ်40အရွယ်အသက်30ရှိပြီဆိုတော့သူက80တဲ့ကဘယ်လောက်နှုတ်ပြီးသွား80ရောက်ရင်သူသေးကိုသေးမှာဒါဓမ္မရာရသေးတာနော်ဓမ္မရာမဟုတ်ဘဲနဲ့ဥပိ္ပစေတကရကံဥပကာရကကံတွေကြောင့်ဖြတ်ခနဲ့အကျိုးပေးလာလို့ဟာကားမောက်သေးမယ်ရေနစ်သေးမယ်အစိမ့်မိသေးမယ်ဟမ်လက်ရောင်ကြီးသင့်သေးမယ်မျိုးစုံကြုံလာရင်လည်းသေဦးမှာကြားရဖြတ်ချလိုက်မှ80တော့မကြော်တာသေးကြတယ်ဟမ်လိမိတ်က80သဘောပါသလားအဲ့တော့80စာပေးလိုက်တဲ့ထဲမှာတဖြည်းဖြည်း33လာတော့30ရောက်ရင်30ရောက်ပြီ40ရောက်ရင်40ရောက်ပြီ50ရောက်ရင်50ရောက်ပြီဆိုတော့ကံရော့လာတာနဲ့ကံထက်ရင်ဟောကံပြည့်စုံတော့ကံညံ့ရင်ဟောညံလဲညံ့လာကံဆုပ်ယုတ်ရင်တော့ငယ်တဲ့လူရဲ့ညံနဲ့ကြီးတဲ့လူရဲ့ညံbright ဖြစ်ပုံရင်မတူတော့ဒါကြောင့်ကံရီမခန့်ခင်ဒီကံကလေးရထားတဲ့ကံကလေးလုံးလုံးသုံးမရအောင်ဆုပ်ယုတ်သွားမှအေးရဗျကလဲမှလှုပ်ချင်လို့ဘုရားကတရားအာမထုတ်ကောင်းတဲ့အခါကာလတွေဘုရားပြောထားတာရှိတယ်။အိုလွန်းရင်လည်းမလုံနဲ့တော့မရဘူး။အာမထုတ်ကောင်းမှုတဲ့။အာမထုတ်ကောင်းမှုလို့ပြောတာကမလုံအောင်ဘူးလားဘုရားလုံတော့လုံအောင်မှာပေါ့။အကျိုးနဲ့လို့ပြောတာ။ဘာနဲ့လို့ဒါဘုရားရှင်ကိုရောမြတ်ကြီးတရားဆိုတာတော့အာမထုတ်ကောင်းတဲ့အချိန်မရှိဘူး။ဒါပေမဲ့ဒီတစ်ပတ်ပဲအဲ့ဒီစကားလေးတွေပြောပြတယ်တို့ဗုဒ္ဓဘာသာတွေမြန်မာလူမျိုးတွေလူသားတွေဟာတော်တော်ခက်တယ်ဓမ္မကြီးတယောက်ကမနေ့ညမေးလို့လူပြီးတော့ရေစက်ချတာအကျိုးရှိလားမရှိဘူးလားသူကရေစက်ချစရာလိုသေးလားရေစက်မချလဲအလူမြောက်ပေးသားပဲမဟုတ်ဘူးလားဒီလိုလားတယ်လာတော့ဓမ္မကြီးတွေလို့အဲ့ဒီကိစ္စပဲကျုပ်ကလည်းပြောရတာ
လက်ပေါက်ကလွန်းတော့ကျုပ်ကလည်းလူရိုင်းဘဝကလာတဲ့လူဆိုတော့ရိုင်းတဲ့စိတ်ကမပြောက်သေးဘူးကလောတုတ်လိုက်ချင်တာနော်ဟာဘုန်းကြီးပြောပါဗျာနေအောင်ပြောမယ်ဘာလို့ဆိုကျုပ်စိတ်ကိုကျုပ်ဒါသုံးသပ်မိလို့ပြောတာနော်စိတ်ရိုင်းကမကုန်သေးဘူးမကုန်သေးတော့အမှန်ကရေစက်ချတယ်ဆိုတာကွာကိုလူထားတဲ့အလှကို proof လောက်တာသက်သေပြုတာမှန်ပါဗျာနော်သက်သေတိုင်နိုင်အောင်လို့ဒါကြောင့်ဗောဓိပင်နဲ့ရွှေပလင်မောဘုရားရှင်ကိုတော်မြတ်ကြီးသူဇာတာကနာနုဇန်တကနော်စိတ်ကြောင်းသမားမြတ်ထမ်းသမားလှူလိုက်တဲ့မျက်ရှိစုပ်ကိုယူဟလာဗောဓိပင်ရဲ့အရှိအယကနေတခါတည်းကျဲချလိုက်တော့ပရာဇိတပလင်ကြီးပေါ်လာမှန်ပါဗျာပေါ်လာတော့ပလင်မောထိုင်ဒီပလင်မောကနေငါဘုရားမဖြစ်မထားတော့ဘူးဒိဋ္ဌံဝင်အဲ့ဒီမာနရောက်မာနကဒီပလင်လူမယ်ဆိုတော့သူဘာလို့ဆိုမဟာပထဝီမြေကြီးကိုကင်ပြီးတော့ဟောဒီပလင်ဟာငါလေးသင်ချေနဲ့ကဘာသသိမ့်တိုင်တိုင်ပြုခဲ့တဲ့ငါရဲ့ပါရမီတော်အဟုန်ကြောင့်ငါပြုစုခဲ့တဲ့ကုသိုလ်တွေကြောင့်ဖြစ်လာတာဟောဒီမဟာပထဝီမြေကြီးအတိမင်းနဲ့မဆိုင်ဘူးလို့သက်သေပြုလိုက်တော့မှပထဝီမြေကြီးအိုးစိမ့်အိုးထိန်ဆက်ကဲ့သို့လှုပ်လို့မာနနဲ့စစ်တီတွေပြေးကြဒါလေးပြန်သတိထားဘုရားအလောင်းဟာပြုတ်ပြီးရင်သူရည်စက်ချတယ်မဟာပထဝီဤမြေဗန္ဓုသီလာဒုလဲသက်သေအမှုတည်စေတော်ဟုတ်လားအဲ့တော့ကိုပြုတဲ့အမှုကိုရည်စက်ချတဲ့အချိန်မှာပြုတဲ့အာယုံလေးတွေပြုထားခဲ့တဲ့ကုသိုလ်တွေကိုအာယုံပြန်ပြုပြီးတော့မှသက်သေပြုတယ်ဒီကုသိုလ်ကောင်းမှုကိုငါပြုခဲ့ပြီဟုတ်လားဟောဒီပြုခဲ့တဲ့ကုသိုလ်သည်နိဗ္ဗာန်တပစ္စယောနိဗ္ဗာန်သို့အထောက်ပံ့ဖြစ်ပါစေဟောအဲ့ဒီကြမှာနိဗ္ဗာန်အထောက်ပံ့ပြုမဲ့စည်ရင်းနဲ့ဝင်တယ်ပြီးရောလှုပ်လိုက်တော့ပြီးရောအကျိုးဝယ်ပြီးမှာပေါ့ဒါပေမဲ့ခက်တဲ့ဒကမာကြီးရဲ့လို့ဘုန်းကြီးတွေတရားဟောရတဲ့နေရာကြတော့တချို့မသိမလိမ္မာမိုက်မားတဲ့ဒကာဒကမတွေတွေ့တော့မလို့ကျောင်းသာဆောက်ထားငါဘုန်းကြီးနဲ့မတက်လို့ရည်စက်မချသေးဘူးရည်စက်မချသေးသူသုံးလို့မရဟောလုံးအဲ့ကြသူလူသားလူတဲ့ကုသိုလ်ရအောင်မလားမရပါဘူးအဲ့ကြပြောရတယ်ရည်စက်ချမှလူတာမဟုတ်ဘူးဟောဒီခွက်ကလေးငါဘုန်းကြီးကျောင်းသွားလူအောင်မယ်ကြံကြဲကလူပြီးသားကုသိုလ်ရနေပြီအလူမြောက်ပြီးသား63နေအပြည့်ဖြစ်အောင်မယ်အဲ့ဒါလိုလဲဟောရတယ်ကွာရေစက်ချမှအလူမြောက်တာမဟုတ်ဘူးဒါလည်းပြောရသေးတယ်ဒါပေမဲ့ရေစက်ချခြင်းသည်အကျိုးရှိမရှိသက်သေပြုတယ်ရှဲလုပ်တယ်ကိုကုသိုလ်ကိုအမျှဝေတယ်ရှယ်လုပ်ပေးလိုက်တယ်ရှဲလုပ်ပေးလိုက်proof လုပ်တယ်နောက် collect လုပ်တယ် collect ဆိုတာစုဆောင်းတာကိုပြုထားတဲ့ကုသိုလ်တွေကိုတိတိမှတ်မှတ်ပြုပြီးစည်ရင်းသွင်းတာတရားဆိုတော့မေဇိမပရိပဒါကြအောင်ယူရတယ်လို့နော်တစ်ဖက်စွန်းရအောင်ယူရင်အဲ့ဒီအစွန်းဟာအမှားပဲသာမှတ်ပြီတော့အဲ့တော့ရေစက်ချတာမကောင်းဘူးလားကောင်းပါတယ်ရေစက်မချနိုင်မဲ့သေသွားတဲ့လူကြောင့်ရေစက်တောင်မချရဘူးဆိုတော့ဟောသူ့အလူကပြီးမြောက်ပါအောင်မလားမပြီးမြောက်ဘူးတကယ်တော့ရေစက်မချလဲလူပြီးသားအမလီဒီကြားတဲ့ဘယ်လိုလို့ဟောကြမကျူတို့မေဇိမပရိပဒါကြရဘာကြယထာဗုဒ္ဓဒီနှလုံးကြားတဲ့သိအောင်လို့တရားသဘောကနည်းနည်းတယ်သိမ်မွေ့တယ်ဒါကိုခင်ဗျားတို့ကျုပ်တို့ရဲ့ကိလေသာဒေါတွေကကိလေသာအရင်စိတ်တွေနဲ့ကောက်ချက်ဆွဲနေဘယ်လုံးမှအမှန်မဖြစ်နိုင်ရှင်းသလားရှင်းပါဗျာဒီတိုင်းပဲအဲ့တော့အခုတရားအထုတ်ခြင်းမထုတ်ခြင်းမှာဘုရားကသိတဲ့ချိန်အထုတ်နောက်မကြဘူးမာလူကြဗုဒ္ဓတို့မာလူကြဗုဒ္ဓဆိုတာပုံနာအိုကြီးပုံနာကြီးအိုလာပြီ80ကျော်90ရှိနေပြီအဲ့တော့တပည့်တော်အရှင်ဘုရားအိုမအရှင်ဘုရားနဲ့တွေ့တာတဲ့တရားတူတူဟောတဲ့ဘာလို့တူတူဟောပြောဆိုရှင်းရှင်းပြောမမှတ်မိဘူးလေအသက်ကကြီးပြီဟုတ်အဲ့တော့တူတူပြောတော့လည်းမသိဘူးတူတူပြောတော့လည်းဘာမှမသိဘူးရှင်းရှင်းပြောပြန်တော့လည်းဘာမှမသိဘူးဟုတ်လားကျုပ်တို့ကလုံးလဲခိုင်းနေကြတယ်ဟိုကမာလူကြဗုဒ္ဓတို့ကြတော့ပါရမီနဲ့လာကြတာသူက
အိုပြီးတဲ့အရှင်မြတ်တူပြောဆိုမင်းတူပြောဆိုတူပြောမှာပေါ့ကွာမြင်တာနဲ့သိဒိဋ္ဌိဒိဋ္ဌမတ္တကြားရင်ကြားတာနဲ့သိဟိုဘက်ဆက်မတိုးနဲ့ဟောပြီးပြီယဟန္တာဖြစ်သွားပြီကွာဒိဋ္ဌိဒိဋ္ဌမတ္တသုတေသုတမတ္တံပိမင်းအဲ့ဒါလို့ကျင့်တော်လို့ဘုရားကပြောလိုက်ပြောလို့ဘုရားကစကားဆုံးတာရှိသေးဟောယဟန္တာဖြစ်နေပြီအဲ့ထဲတော့ခင်ဗျားတို့ကျလို့မပါတာအမှန်ဟမ်အိုတဲ့လူမြန်မြန်ပြေးမြန်မြန်ရမသွားဘူးလားရတယ်အဲ့ဒါသူတယောက်တည်းရတာကြံတဲ့လူရဖို့မလွယ်ဘူးဟမ်တို့မြင်တာနဲ့ရက်ကြားတာနဲ့ရက်အောင်မှအဲ့လောက်မြန်လွယ်ရင်ဟမ်မြင်တယ်လို့မှတ်ရုံနဲ့ရက်သလားမရပါဘူးမြင်မှန်းသိကြားရင်ကြားမှန်းသိဒီကာယ ानु ပဒနာမှာလာအောင်မပါနော်အဲ့တော့အလုံးသိရမှာကမိမိနဲ့ကိုက်ညီမဲ့လျော်ကံမဲ့အဆုံးအမတွေအိုလို့ရင်မလုံနဲ့တော့ပြောထားတယ်ဩငါမအိုခင်လုံပါဒီလိုဖြစ်အောင်ဘုရားဟောတာဒါပြင်အိုလုံးတဲ့လူသူတရားမဟုတ်ဘူးလားဆိုတော့ဟောတာပါနာလုံးရင်မလုံနဲ့တော့ဆိုတော့လူမမာဖြာကအိယာဖြာကရှိမှဘုရားကိုယ်တိုင်သွားပြုစုတရားဟောတာလဲလုံတာပဲဒါပေမဲ့အဲ့ဒါကပုဂ္ဂိုလ်အကြိုက်ပုဂ္ဂိုလ်စရိုက်လိုက်ပြီးတော့သူ့ပါရမီအဟုန်နဲ့လိုက်လုတ်ပေးရတာcommon အလုံးကိုခြုံပြီးတော့ရေပုံရဟောတော့မယ်ဆိုတော့ဟာအိုလုံးမလုံနဲ့တော့နာလုံးမလုံနဲ့တော့သေကန်ဒီမှမလုံနဲ့မရဘူးဒီလိုကြိုပြောထားမှမအိုခင်မနာခင်မသေးခင်မအိုသေးခင်တရားဝင်အစဉ်ပြေလာသည်အိုပြီးကမှလုံမရမှားကြပါလိမ့်မည်ရှိရဆရာလေးပြောခဲ့တာမရှိဘူးလားအဲ့ဒါဟုတ်ပြောတာရှင်းလားဒါပေမဲ့အိုတဲ့လူကတပည့်တော်တော့အိုပြီးမလုပ်တော့ဒီလိုလားတပည့်တော်နားနေပြီမလုပ်တော့ဘူးအဲကြောင့်အကုန်ပါရိုက်ချင်တယ်ပြောတာအဲ့ဒါရှင်းလားအစွန်းဟမ်မေတို့သားရဲ့သမီးရဲ့စီဝါရဲ့လုံနေတယ်အိုးကွာမပြောဘူးလားခြုံပြောတာသားရဲ့သမီးစီဝါရဲ့လုံတိုင်းတယ်အိုးသွားမယ်တော့မဟုတ်ဘူးပေါ့ပါရိုက်ချင်တယ်ပြောတာအဲ့ဒါအများကိုဇယိုက်ဘောင်းစုံကိုဟောတဲ့တရားရှိတယ်ဇယိုက်တစ်ခုချင်းဟောတဲ့တရားရှိတယ်ဒါကြောင့်တက်ရိုက်ပြောတဲ့စကားကိုတွယ်ဝိုက်ယူရင်လည်းမှားတယ်တွယ်ဝိုက်ပြောတဲ့စကားကိုတက်ရိုက်ယူရင်လည်းဒါအဲ့ဒါကိုချင့်ယူရတော့ဒါမနေ့ကဒီစကားလေးတွေပြောပြရင်းနဲ့ကျေးဇူးရှင်ဖခင်ကြီးကိုတတိယဖေကဦးဇင်းတက္ကသိုလ်တက်တော့မယ်ဆိုတော့ခုချိန်ဒီတက္ကသိုလ်ကျောင်းသားဘွဲမရသေးဘူးနော်ပေးတဲ့လူသဘောမကျတာနဲ့မယူဘူးအဲ့ဒီဘွဲတလောမန္တလေးတက္ကသိုလ်အဖွဲ့တွေဝါဆိုသင်္ကန်းကတ်တော့သွားဟောအဲ့ဒါမှာဖိစာမှာရိုက်ထားတဲ့ညီတော်မောင်ဥဝိစာရ PhD Physics Honors Qualify နောက်ဥဒုမင်္ဂလာနောက်ကဘာထည့်မလားဆိုတော့ဖိစာကြည့်သဘောကျဘုန်းကြီးဘယ်လိုလုပ်သဘောကျသိသဘောကျI am a student always student ငါအမြဲတမ်းကျောင်းသားပဲလူပြိုနေတာဟိုဘွဲရသွားအိုသွားပြီအဲ့ဒီကောင်သင်္ကန်းဝတ်တဲ့ဒီကျောင်းသားကပဲခိုင်းလာတာမဟုတ်ပုံနဲ့မခိုင်းအဲ့တော့ထားပါဒါသဘောရည်စရာပြောတာဒါပေမဲ့တကယ်အရင်ကပါလဲဆိုတက္ကသိုလ်အခုလောကဖတ်စာတွေဖတ်နေရတာနိုင်ကိုမနိုင်ကိုမသိသေးတဲ့ကိစ္စတွေအများကြီးရှိအဲ့တော့ဘာအတွက်မြန်တတ်မှတ်ပြီးတော့ဘာဘွဲကိုတတ်မှတ်ပြီးယူကြမှာလေယူတဲ့လူကြောက်ကအံ့ဩတာသဘောပါရလားမသိသေးဘူးသိစရာတွေအများကြီးကြံသေးတယ်ရှောက်စရာလမ်းတွေအများကြီးကြံသေးတယ်အဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးပေးတဲ့ဧတရက်ကံဘိက္ခဝေမမသာဝကနံဆိုတဲ့ဘွယ်မျိုးရရင်တော့မစိုးဘူးပေါ့သဘောပါသလားအဲ့ဒါပေးတဲ့လူကဘုရားဖြစ်နေရင်တော့ယူမှာပေါ့ဗျကြိုင်ထားတော့အဲ့ဒါဦးဇင်းတို့သာသနာတော်မှာအခုစိုက်မဲ့အခုလို့တွေ့ဖို့လွယ်သလားလွယ်တဲ့ထဲမှာအခုကာယ ानु ပဒနာပေါ့လေအခုပြန်ဟောပေးနေတာတတိပဌာနာသုတ်ကြီးကိုအရင်ခံပြီးဟောတာပါပဲနာမည်မတတ်တာပဲရှိတာနော်
နာမည်မတက်ခြင်းကလည်းဦးဇင်းကစာအုပ်ပြည့်ပြည့်စုံစုံကြည့်ပြီးတော့ပြည့်ပြည့်စုံစုံပြန်မဟောနိုင်သေးလို့နာမည်မတက်သေးတယ်မဟာသတိပဋ္ဌာန်သုတ်ဆိုပြီးမန္တလေးမြို့မိဂရာဝန်ကျောင်းမှာတော့ဟောခဲ့ပြီးပြီကိုယ်20ကျော်လောက်ရှိလိမ့်မယ်ထင်ပါတယ်ကိုယ်တွေတော့ရှိတယ်ဒါပေမဲ့အဲ့ဒီကိုယ်တွေက MP3 အဖြစ်ပြန်မထုတ်ပေးနိုင်သေးတော့တော်တော်လို့မသိသေးဘူးပေါ့အဲ့တော့အရင်တစ်ပတ်ကဦးဇင်းတို့ဗာပြောခဲ့ယုံ28ပါးအကြောင်းပြောခဲ့ယုံ28ပါးအကြောင်းဘာလို့ပြောသလဲမိကာယ ानु ပဒနာတတိပဋ္ဌာန်ဆိုတာရုပ်ကိုအဖန်ဖန်ရှုဘာကိုမှမအာတာပိသမ္ပဇာနောတတိမဝိနည်းလောကေကာယေကာယ ानु ပတိဝိဟရတိနော်အာတာပိသမ္ပဇာနောမပြတ်တတိရှိသည်ဖြစ်၍နော်ဝရိယရှိသည်ဖြစ်၍ကာယေရုပ်ပေါ်၌ကာယ ानु ပတိရုပ်ဟု၍အဖန်ဖန်ရှု၍နေမယ်ဒါကိုဘလို့ဖန်ဖန်ရှု၍နေမလဲဘလို့ကာယေကာယ ानु ပတိကိုဘလို့ရှုမလဲဆိုတော့တုံညာကာရကတောဝရုခမူလကတောဝနိတိတတိပလင်္ကံအာဘုဇိတဝဥဇုံကာယံဘုရားတရားစတုံညာကာရကတောဝအာယုံတို့ဤကိစ္စရာအရက်ကိုချင်းကပ်ပါရုခမူလကတောဝသစ်ပင်ရိပ်ဝါပင်ရိပ်ကိုချင်းကပ်ပါပြီးရင်နိတိတတိပလင်္ကံအာဘုဇိတဝနိတိတတိပလင်္ကံထက်ဝယ်ဖွဲ့ခွေ၍နိတိတတိထိုင်နေ၍လိုလာတာနော်ဘုရားကအဲ့လိုပြောထားပြီးသားဒါမှမဟုတ်ထိုင်မှတရားလားမလုပ်ပါနဲ့အစွန်းရောက်အောင်မေးလည်းမမေးနဲ့ဖြေလည်းမဖြေနဲ့တရားအားထုတ်ဖို့ကအရိယာပုဗ္ဗနာပါ၄ပါးပဲဘုရားကစတင်အားထုတ်ဖို့လေ့ကျင့်မဲ့ training ဆင်းကြမဲ့ပုဂ္ဂိုလ်တွေအားထုတ်မဲ့ပုဂ္ဂိုလ်တွေအတွက်နိတိတတိပလင်္ကအာဘုဇိတကွာနော်ထက်ဝယ်ဖွဲ့ခွေထိုင်နေ၍ဒါဘုရားကိုယ်တိုင်ပြောတာဘာကြောင့်လဲဒါလည်းသုံးသပ်ကြည့်လို့ရပါတယ်ယထာဘုဒ္ဓကြမကြဆိုတာသတိပဋ္ဌာန်အလုပ်ကိုစလုပ်မဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်အတွက်လုံခြုံမှုအရှိဆုံးအရိယာဘုံနဲ့နော်လုံလဝရိယနဲ့သတိနဲ့နေလို့ရတဲ့အရိယာဘုံရွေးစမ်းမှာအကောင်းဆုံးပြောစမ်းမှာဆိုတော့ရပ်နေရင်လည်းစိတ်မချဘူးပြစ်လဲသွားမှလားကိုယ့်ကိုယ်လုံခြုံမှုမရှိဘူးနော်စိုးရိမ်မှုတွေကြောက်ကြမှုတွေအဲ့ဒီစိုးရိမ်ကြောက်ကြဖဲနေရတာနဲ့ဘယ်တရားမှမမှတ်နိုင်သွားနေရင်ရောဆိုတော့ခလုတ်တိုက်မှာဂျိုင်းကြမှာနော်တရားမှတ်နေရင်လည်းလမ်းလျှောက်ဆိုတော့တဲ့လျှောက်ဖို့မလွယ်ဘူးဒီတော့အလေးအကျင့်တော်တော်ကောင်းမှရက်ရင်လည်းအားထုတ်လို့ရတယ်သွားရင်လည်းအားထုတ်လို့ရတယ်လျှောက်ရင်ဆိုတာတော့စိတ်မကူးနဲ့လေငကောကမှငပြင်းနေဟမ်တော့ပါသလားထိုင်ရင်တောင်ငိုက်နေတာလျှောက်ရင်ဆိုရင်တော့ပြီးပြီဗောဖိုးဝင်စားသွားမယ်ရှင်းသလားအဲ့တော့ဘယ်အရိယာဘုအကောင်းဆုံးတော့ဒီလိုဘုရားပြောပြီးသားပါထိုင်မှတရားမဟုတ်ဘူးထိုင်မှကိုတရားဖြစ်ဘာလို့ဆိုထိုင်ရင်နဲ့အရင်ဆုံး training လေ့ကျင့်ယူရတယ်ကိုတတိရှိအောင်ဝရိယရှိအောင်တတိမြဲအောင်အာတာပိသမ္ပဇာနောတတိမဝိနည်းလောကေအဘိဇာဒေါမနတံနော်ဒီမှာရှိနေတဲ့စိတ်အညစ်အကြေးတွေကိုအရင်ဖြေရှင်းဖို့နဲ့ကိုသိခံနိုင်ဖို့ကိုထိမ့်သိမ့်နိုင်ဖို့ရှင်းဥစွာ control your mind and body control ပါလေထိမ့်ရမယ် mind စိတ်ကိုလည်းထိမ့်ရမယ်ရုပ်ကိုလည်းထိမ့်ရမယ်ရုပ်ငြိမ်မှဒီနေ့မြန်မာနိုင်ငံထူးချွန်သွားတဲ့ပုဂ္ဂိုလ်ကြီးဦးဇင်းသိအားကြဆိုတာကိုလည်းသူ့ကိုခြေပြားမပြောနဲ့အောက်ခြေပြားအောက်ကဖုံးကိုမမီဘူးဥဒ္ဒနော်မြန်မာနိုင်ငံသိထူးချွန်တဲ့ဥဒ္ဒဟာသူ့ကိုယ်သူဘယ်လောက်ထိမ့်သိမ့်နိုင်တယ်လဲလို့ဆိုရင်အလွန်ဒေါသဖြစ်နေတာတောင်ခြေမလေးပဲလှုပ်တယ်ဒါတောင်သူ့ကိုမပြတ်အနီးကစောင့်ကြည့်နေပြီးတတိထားကြည့်တဲ့လူကမှသိလို့သူရေးထားတာဥဒ္ဒသိစိတ်လှုပ်ရှားနေတယ်ဆိုတာဘယ်လို့မှသူ့မျက်နှာမှာမပေါ်ဘူးတဲ့ဘယ်လောက်ထိမ့်သိမ့်နိုင်တယ်လဲဆိုတာထိမ့်သိမ့်နိုင်လို့အရေးချင်းကြည့်တယ်အရေးချင်းကြည့်လို့ထိတ်တန်းဖြစ်သွားတာပေါ့ဟမ်အရေးကြီးရှုရှဲဝုန်းတိုင်းဆိုတဲ့လူကအလကားလူသူမင်္ဂလာလူလကားလူဘောပါလားကိုတော့ခင်ဗျားတို့ကသာကျုပ်အားကိုနဲ့ကျုပ်ကရင်ကျုပ်ကိုမကြည်ညိုသဘောပါလားဟောဒေါသပြရှုဆိုထွက်သွားပြီဟမ်
ဥတန်ကအလွန်ဒေါသဖြစ်နေတာသူ့စိတ်ထဲမှာသိပ်မကြည်မလဲဖြစ်နေတာတောင်ခြေမလေးပဲလှုပ်တယ်မျက်နှာအပြုံးမပြုတ် control ဘလောက် control ကောင်းကိုမှမထိန်နိုင်တဲ့ပုဂ္ဂိုလ်ကသူများကိုရှင်းလားဒါပေမဲ့ကိုထိန်သိမ်းနိုင်ဖို့အတွက်ထိုင်ပြီးတော့အရင်လေ့ကျင့်ဖို့လိုအပ်မလိုအပ်ဒါအခြေခံအသိဘာလို့ဆိုဒီနောက်ပိုင်းမှာ stand နေရသိပ်များနော်ဘုရားဟောကိုဥပိ္ပခာပြုပြီးတော့ကိုယ့်အယူဆတွေရှေ့တန်းတင်ပြီးတော့စတန့်ထွင်ရင်နော်အဲ့ဒါဓမ္မကိုဖျက်ဆီးသူပဲဖြစ်တရားဟောတဲ့လူကပိုအရေးကြီးတယ်တယောက်တည်းမှမဟုတ်ဘူးကြော့အယူဆမှကျုပ်တယောက်တည်းထိုင်ရင်ကျုပ်တယောက်တည်းမှပြဿနာမရှိဘူးပလင်မောကထုတ်ပြောလိုက်တဲ့ဟာကြားသမျှထဲမှာဒီထဲမှာကလည်းနော်ဒီထဲမှာဆိုတာတရားသံကိုနားထောင်နေကြရတဲ့တရားကိုနာနေကြရတဲ့သူထဲမှာလဲအသိဉာဏ်ရင့်ကျက်သူနဲ့အသိဉာဏ်နည်းသူဘယ်တင်းကများဒါဓမ္မတာအဲ့တော့အသိဉာဏ်နည်းတဲ့လူကအဲ့ဒီလမ်းမှန်နဲ့လမ်းမဘယ်ဟာကိုအကြိုက်များလမ်းမကိုကြိုက်များတယ်တချို့တစ်ခုကလေးသာချွတ်ချော်ပြောလိုက်အဲ့ဒီချွတ်ချော်တာကိုအသေးမှတ်သွားတာအဲ့ဒီအမှန်ရအောင်မနဲ့ဆွဲတင်နေရတာဟုတ်ဗျရှင်းတယ်နော်ဒါမို့ထိုင်ပါနာထိုင်ပါများထိုင်ပါထိုင်နိုင်အောင်ကိုအရင်ကျင့်ရမယ်ထိုင်တဲ့ control မှန်သွားရင်ရက်လို့ control မှန်သွားရင်ရှောက်လို့ control မှန်သွားရင်ကြိုက်သလိုအားထုတ်တော့ရပြီတော့ပါတယ်နော်ကောင်းပြီအဲ့ဒီအတွက်အခုကာယေကာယ ानु ပတိဝိဟရတိဘုရားကပြောထားအဲ့တော့ကာယေကာယ ानु ပတိဆိုတော့အရင်တစ်ပတ်က28ပါးထပ်တော့မခွဲတော့ဘူးနော်ယုံ28ပါးရှိတာပြီအဲ့ဒီထဲကနေမှဘုရားကဘယ်ကနေစပြောလဲကာယ ानु ပဒနာမှာအာနာပါနကစပြောဘယ်ကစပြောအာနာပါနဝင်လေရှူရင်ရှူမှန်းထွက်လေထုတ်ရင်ထုတ်မှန်းအတ္တတတိပတ္တတတိဝင်မှန်းတိလာပြီဝင်လေသည်ဒီလိုလဲဆိုရနော်ဒီလိုလဲဆိုရနော်သို့တော့ဝင်လေသည်ထွက်လေသည်လို့ဆိုပေမဲ့လေကိုကြည့်ရမှာလားမေးတော့ဟုတ်ယောဂီမှာအဆင့်တန်းအမျိုးမျိုးရှိတယ်စပြီးသင်တဲ့ပုဂ္ဂိုလ်အတွက်ကတော့ဝင်လေသည်ထွက်လေသည်ရှုမှန်းသည်ထုံမှန်းသည်ဘာဖြစ်လို့ဒီလိုပြောရသလဲပြီးတော့ဝင်လေသည်ထွက်လေသည်ဆိုရင်လေနောက်လိုက်နေမယ်လေနောက်လောက်နေရင်ကိုကရှုတာကိုကအခုကာယ ानु ပဒနာရှုတာကိုကအာတာပိသံပဇာနောတတိမဝိနေယလောကေတတိမြဲအောင်ရှုတာဘာရှုဝရိယထက်တန်အောင်ရှုတတိထာဝရိယဆိုင်တတိဝရိယမြဲမှတမာရိတည်မှာဒါကြောင့်တတိမြဲရာပထမဒုမာရှေတိုတိကျေးဇူးရှင်လက်ဒီဆရာတော်ဘုရားကြီးတို့တတိမြဲရာပထမတတိမြဲအောင်ရှုမှန်းသည်ထုံမှန်းသည်တပည့်တော်တို့ကဝင်လေသည်ထွက်လေသည်လို့ရမှာလားရှုမှန်းသည်ထုံမှန်းသည်လို့ရမှာလားတချို့ကဒီလိုလာသေးတာဟမ်အဲ့တော့မင်းကဘယ်လိုသိလဲမေးယုံပေါ့တပည့်တော်ကဝင်လေထွက်လေသိနေတာဆိုအဲ့ဒါဆိုမင်းကဝင်လေထွက်လေရှုဟာတပည့်တော်တော့ရှုမှန်းထုံမှန်းသိတာလို့ရှုမှန်းထုံမှန်းသိမှာသိတာလို့ဒီကံဝါအတ္တတံတော်ဒီကံဝါအတ္တသာမိတိပဇာနာတိရတ္တံဝါအတ္တတံတော်ရတ္တံဝါအတ္တသာမိတိပဇာနာတိဒါစာထဲမှာရှိတာပြောအလုံးနဲ့ပြောတော့ရှေရှေရှုရင်ရှေရှေရှုမှန်းသိဒီကဆိုတာရှေတာရတ္တဆိုတာတိုးတာနော်ဒီကံဝါအတ္တတံတော်ဆိုတော့ဒီကံရှေရင်ရှေမှန်းသိတိုးရင်တိုးမှန်းဒီနေရာကျတော့ဝင်လေကြီးကဘယ်လောက်ရှေသလဲထွက်လေကြီးကဘယ်လောက်ရှေသလဲဒီလိုမဟုတ်ဘူးနော်ဒါမို့အပြောနဲ့အလုပ်ကြိုက်ဖို့လို့ပြောတဲ့နေရာကျတော့တချို့နေရာပမာတင်ပြီးပြောရတာတွေရှိတယ်ပမာတင်ပြီးတော့ပုံဆောင်ပြီးပြောတာကိုဥပမာပေးထားတာကိုဥပမေယနဲ့ဟပ်ပြီးတော့လောက်တတ်မှတော့တချို့က
ဝင်လေထွက်လေမြန်လေတပြီးတော့လေနှာခေါင်းကနေဝင်သွားတာရင်ကြိုင်းနဲ့ရောက်ချက်ရောက်သေးတယ်ချက်ကနေပြန်ထွက်သွားတာအရှိရှိရလူကြောအထိမှဆိုလို့ရက်လိုက်ရတယ်ရှိရလူကြောအထိမှဆိုလို့သူလေရက်လိုက်ရှည်လွန်းလို့ဆိုလေးကြီးကအချောင်းကြီးလိုက်အတုံးကြီးလိုက်အခဲကြီးလိုက်ရှိနေတာလူဖြစ်တယ်နော်အဲ့ဒါဘာလို့လဲဆိုတော့ရှေးရှူဆိုတာတို့ကကြတော့အရက်လို့အခုခေတ်စကားနဲ့သိအောင်ပြန်ပြောရင်ကြာရှူရင်ကြာရှူမှန်းသည်နော်မြန်ရှူရင်ဒါအခုခေတ်စကားဟိုဖျားလက်ထက်ကတော့ဒီကံဝါအတ္တတံတော်ဒီကံဝါအတ္တသာမိတိပဇာနာတိရှေးရှူရင်ရှေးရှူမှန်းသည်ဘာလို့ဆိုတော့ဖျားလက်ထက်ကဖျားမပွင့်ခင်ကလေးကတောထဲမှာတရားအထုတ်နေကြတဲ့လူတွေတပုံကြီးဂိုင်းဆရာတွေပေါ်လို့ဂိုင်းဆရာတွေနဲ့အထုတ်နေတဲ့လူတွေတပုံကြီးအဲ့တော့ဝင်လေထွက်လေအကြောင်းသူတို့ကောင်းရှုနေကြပြီရှုနေကြတော့လေကိုထွက်လေကိုထင်ရှားသိသည်ဖြစ်၍ရှုနေတယ်ဟောဒီကံဝါအတ္တတန်တော်ရဲ့နောက်မှာကျတော့ထင်ရှားရှိတဲ့လေကိုထင်ရှားရှိမှသိသည်ဖြစ်၍ရှုနေတယ်ဆိုတော့ထင်ရှားအောင်ရှုတယ်လို့သုံးရင်ကောမရဘူးလားရတယ်ဒါပေမဲ့ထင်ရှားအောင်လှုပ်ရှုရမှာလားဝင်လေခင်ဗျားတို့မှာအထင်ရှားရှိမရှိရှိတာကိုကိုယ်တိုင်သိရမယ်ထင်လင်းသိရမယ်အဲ့သိတိုင်အောင်ပထမတော့ရှုမှန်းသိသုံးမှန်းသိနောက်တော့မှရှုတဲ့လေလေးကကြာရင်ကြာမှန်းသိမယ်ကြာရှုလဲကြာရှုနေမှသိမယ်ကြာထုတ်လဲကြာထုတ်နေမှမြန်ရှုလဲမြန်ထုတ်လဲမြန်ထုတ်မှသိရအဲ့တော့အဲ့ဒါဘယ်နားမှာသိမလဲမေးကတွတ်ပေါက်ကဗျိုင်းဆောင်တယ်လို့တဲ့ဗါတဲ့လေကသိန်းတွေမှာရေသွင်းရေထုတ်လို့တဲ့ကတွတ်ပေါက်ရှိတယ်အဲ့ဒီကနေရေတွေကိုသွင်းစီးအောင်ထုတ်ထားတော့ရေစည်းလေးထဲမှာဗျိုင်းကရက်ပြီးတော့စောင့်တယ်ခြေထောက်လေးတစ်ချောင်းနဲ့နော်တစ်ချောင်းကိုရုပ်ထားသေးတယ်ခြေထောက်လေးတစ်ချောင်းနဲ့တင်ထောက်ပြီးတော့သူရက်ပြီးတော့စောင့်ကြည့်ရေသွင်းရေထုတ်ရေစည်းနေတဲ့နေရာကိုသူကြည့်နေတယ်ဒါပေမဲ့ဒီဗျိုင်းသည်အဲ့ဒီရေကိုကတိုင်းရှုနေတာလားမဟုတ်ပါဘူးဗျာမလုပ်နေတာရေထဲဖြတ်လာမဲ့ငါးကိုစောင့်ဒီတိုင်းပဲတဲ့သူတော်ကောင်းတို့ရဲ့ခန္ဓာကိုယ်ထဲကဒီဝင်လေထွက်လေမရှိရင်ကောဒီခန္ဓာရက်တည်လို့မရဘူးဒါထောက်ပံ့ထားတာမှန်ပါဗျာခင်ဗျားတို့အသက်ဟာဝင်လေထွက်လေကြားထဲမှာပဲရှိမှန်ပါဗျာဟမ်ဝင်လေရှူပြီးထွက်လေပြန်မထုတ်ရင်ဟေးထွက်လေရှူပြီးထုတ်ပြီးတော့ဝင်လေပြန်မရှူရင်သိပါပါဗျာသဘောပါရဲ့လားကောင်းပြီအဲ့တော့ရှူတဲ့နေရာမှာဟောဒီကတွတ်ပေါင်းဆိုတာဒီနှာခေါင်းပေါက်ကနေခန္ဓာကိုယ်ထဲကိုစပြီးတော့ဒီရဘက်မဝင်ရဘူးလားပြန်ထုတ်တော့လဲဒီအပေါက်ကနေပဲပြန်ထုတ်တော့ဒါကတွတ်ပေါက်နဲ့တူတယ်ရေသွင်းရေထုတ်လုပ်တဲ့ကတွတ်ပေါက်နဲ့တူတယ်အဲ့ဒီမှာဝင်လေထွက်လေသွင်းစီးနေတဲ့ရေနဲ့တူတယ်မှန်ပါဗျာကျိုင်းဟာရေကိုကြည့်နေတယ်ဒါပေမဲ့ तू မှတ်နေတာဒီရေကိုမှတ်နေတာလားလာမဲ့ငါးကိုစောင့်နေတာလားโอเคထိုနည်းတိုင်းပဲတဲ့ကတွတ်ပေါက်ကဗျိုင်းဆောင်တယ်လို့နှာသီးဆုံးမှာသွင်းစီးနေတဲ့ဝင်လေထွက်လေကိုစောင့်ပြီးကြည့်တော့ဘာကိုကြည့်လဲဆိုတော့ရှူတဲ့လေနဲ့နှာသီးပြားလေးနဲ့ထိအဲ့တော့အဲ့ဒီမှာလေအထက်ကရတိကဆရာကဘာဖွင့်လဲဆိုနှာသီးပြားလို့လဲဆိုတယ်နှခမ်းပြားလို့လဲဆိုတချို့နှခမ်းတူတဲ့လူကြတော့နှခမ်းလေးနည်းနည်းထောနေမယ်ဆိုရင်လေကနှခမ်းနာကိုထိသွားအဲ့တော့နှမျိုးပြောရတယ်မကြီးနဲ့လူတိုင်းအတွက်ဟောရင်လူတိုင်းအတွက်ဟောရတယ်နော်လူတိုင်းမဟုတ်ရင်တော့ဒီလူနှခမ်းရှည်တဲ့လူလားတူတဲ့လူလားအရင်ကြည့်အောင်ပါပေါ့နှာခေါင်းတူတဲ့လူလားရှည်တဲ့လူလားနှာခေါင်းလန်းနေလားထောနေလားလုံအောင်ပါဟမ်အဲ့တော့ခြုံဟောတာနှာသီးပြားမှာနှာခမ်းပြားမှာထင်ရှားတဲ့နေရာလေးရှူဟုတ်လားအဲ့တော့ရှူလဲလေလေးရဒီနှာခေါင်းစုံလေးကိုမထိပဲနဲ့သူဝင်လို့မထိပဲထွက်လို့လဲအဲ့တော့ထိတိုင်းသိပြီဟောအာနာပါနရဲ့တော့ချက်ကရှင်းသလားသို့တော့ဝင်လေအထင်ရှားရှိမရှိအဲ့ဒါကိုဟောဒီမှာရှူတဲ့လေနဲ့နာသီးပြားနဲ့ထိတိုင်းသိမယ်ထွက်လေအထင်ရှားရှိမရှိ
ထွက်လေအထင်ရှားကိုနာသီးပြားနဲ့ထိတိုင်းအာနာပါနကမ္မထမ်းရဲ့တော့ချက်ကရှူတဲ့လေနဲ့နာသီးပြားထိတိုင်းသိရမှာအဲ့တော့ကြာထိရင်ကြာထိမှာအစအလေအဆုံးရှူစလေးထိတာလည်းသိတယ်အလင်ကတောက်လျှောက်ဖြတ်သွားနေတာလည်းသိတယ်ရပ်သွားတာလည်းသိတယ်အာနာပါနကမ္မထမ်းမှာဝင်လေအစလည်းသိတယ်အလေလည်းသိတယ်အဆုံးလည်းသိအဲ့ဒီနေရာမှာခုနကလိုလေကြီးကအရှည်ကြီးလဲနှာခေါင်းရောက်ပြီးလဲပင်ရောက်ပြီးရင်ကျန်းရောက်ပြီးချက်ရောက်ပြီးဒီလိုလားဟုတ်ပါဗျာချက်ရောက်အောင်လေကချက်သွားတာမှမဟုတ်ပဲမှန်ပါဗျာဟောဒီအဆုတ်ထဲဝင်တာမှန်ပါဗျာလေကရင်ပန်းနားတယ်လမ်းဆုံးနေပြီဘယ်ချက်စီမှမသွားဘူးမှန်ပါဗျာလေရှူရဲဆိုတာအဆုတ်ကရှူတာမှန်ပါဗျာရှူရဲဆိုတာတောင်မှကိုကအားဆိုင်ပြီးရှူတဲ့အချိန်ကနည်းတယ်သူ့ဟာသူအဆုတ်ထဲမှာအခန်းလေး၄ခန်းရှိတယ်တစ်ဖက်နှခန်းစီအဲ့ဒီအခန်းထဲကအသားလေးတွေဟာကြွက်သားလေးတွေဟာသူ့ရဲ့ဒီကံမစရုပ်ကနေပေးလိုက်တဲ့အတိုင်းသူကညှစ်လိုက်တဲ့အချိန်အဲ့ထဲလေတွေထွက်သွားထွက်ပြီးသွားရင်သူကညှစ်လိုက်တော့ဒီအသားချင်းထိတဲ့ကသူကပြန်ကွာသွားဒါကလည်းအထဲထဲမှာအလွန်နုတဲ့အသားလေးကိုခင်ဗျားတို့အသားအရေကွန်လန်သွားတဲ့ကထိကြည့်ဘယ်လိုနေလို့နားတော့ချက်ချင်းဒီတိုင်းအရေကွန်ရှိတဲ့အချိန်ကြိုင်လို့ရပါမယ်အနုလေးကြတော့မရပါဘူးဗျာအဲ့ဒီတိုင်းပဲဟိုထဲအလွန်နုတဲ့အဆုတ်ကအသားလေးကဖားဆိုကတ်မိတာနဲ့ပြန်ကောတော့သူပွင့်လိုက်ရင်အထဲကအပြန်လေဝင်လာမှန်ပါဗျာဝင်လာပြီးတမ္ပရာရအဲ့လေရှိနေတော့သူပြန်ညှစ်တော့ပြန်မှန်ပါဗျာဒါမှမလို့လူတယောက်မွေးလာရင်မွေးချင်းဝင်လေရစလားထွက်လေရစထွက်လေရစအမေပိုက်ထဲမှာအမေရှူထားလို့ဒီထဲမှာရောက်နေသူ့အဆုတ်ထဲမှာလေပြည့်အဆုတ်လေးပွင့်အဲ့ဒါအပြင်ကိုထွက်လာတဲ့အခါကျတော့ဒါဝင်လက်သေးကလက်ပေါ်ကလေးလေးမှောက်ပြီးတော့ကြောလေးပုတ်ပေးလိုက်ထဲကလေထွက်သွားအောင်ပုတ်ပေးလိုက်တော့မှဟင်းဆိုစထွက်ပြီးတော့သေသွားပြီဆိုတဲ့လူကြတော့ဝင်လေနဲ့သေလားထွက်လေနဲ့သေလားမထွက်လေနဲ့ခင်ဗျအဆုတ်ကအလုံးမလုံးတော့ဘူးကံမစရုပ်ကအလုံးမလုံးတော့ဘတ်ဆိုဟင်းလင်းကြီးပွင့်သွားတော့ရှူပြီးတော့ငွတ်ဆိုသေသွားတာသေတဲ့ခါကျတော့အဲ့ဒါရုပ်ရှင်ထဲမှာမသေတဲ့တချို့ကျတော့ဒီလိုသေမသေဘူးမဟုတ်နော်သေနည်းပြအောင်သေပြတာခင်ဗျားတို့ကြည့်နော်သေကန်ကြီးပြန်မထုတ်တော့ဘူးပြန်ထုတ်เสียသူမညစ်တော့မှန်ပါဗျာကဲအဲ့လောက်သင်ရတချို့ညင်းလို့နော်မှန်ပါဗျာသဘောပါသလားမှန်ပါဗျာအဲ့တော့လေကိုတဲ့ထွက်လေရစတာမလားတဲ့အဲ့ဒါထွက်လေသိဝင်လေသိလို့မပြောဘဲနဲ့ဘာလို့ဝင်လေသိထွက်လေသိပြောသလဲတဲ့နော်ထွက်လေရလက်သေးပုတ်ထုတ်လိုက်တာနင်တို့မသိဘူးမှန်ပါဗျာဟမ်မှန်ပါဗျာသဘောပါလားမတတ်နိုင်ဘူးသူကကရင်ကိုလည်းကမှာပဲဟုတ်ကလားအေးထားပါတော့အဲ့တော့စမှတ်ကြတဲ့ရှုမှန်းသည်ထုံမှန်းသည်မှတ်တော့မယ်ဆိုရင်ဝရိယစိုက်ပြီးတော့ရှုပြီးငါကဝရိယစိုက်ပြီးရှုသလားမရှုသူ့အဆုတ်ကသူ့ဓမ္မတာအတိုင်းလှုပ်တဲ့အတိုင်းသွားနေတာခရှုမှန်းလည်းမသိဘူးထုံမှန်းလည်းမသိဘူးတနေ့အသက်ဘယ်နှကြိမ်ဘယ်လိုရှုလို့ဆိုမသိပါဘူးတမနစ်ဘယ်နှကြိမ်ရှုမသိပါဘူးဟုတ်ကလားအဲ့တော့အားလုံးသိရမယ်ဘယ်လိုသိမလဲရှူတိုင်းသိထုတ်တိုင်းသိဒါ common ခြုံပြီးတော့မှတ်မယ်ဘယ်လိုသိမလဲနာသီးပြားလေးနဲ့ထိတိုင်းသိအဲ့ဒီမှာကြာရှူရင်ကြာရှူမှမြန်ရှူရင်မြန်ရှူမှဟာကြာထုတ်ရင်ကြာထုတ်မှမြန်ထုတ်ရင်မြန်ထုတ်မှအဲ့တော့စအားထုတ်တဲ့ပုဂ္ဂိုလ်ကပထမဦးစွာလေကိုတိုင်ပင်မှန်အောင်မှန်ရှူမှန်ဘယ်လောက်ထိလေ့ကျင့်ရလဲဆိုတချို့အရှင်ဗျာဒီလိုနာသီးပြထိတာမသိဘူးလို့ထိတာမသိရင်တစ်ကပြန်စားသိအောင်ရှူသိအောင်ကြောသိအောင်ရှူဆိုတာကိုယ်တိုင်သိမှတ်နိုင်လောက်တဲ့အတိုင်းဓာတိအားဆိုင်ပြီးရှူမယ်ဒါပေမဲ့အဲ့ဒီရှူတဲ့ရှူကဘေးလူလည်းအနောက်ချက်မဖြစ်ရဘူးတဘာဝလွန်လည်းမဖြစ်ရဘူးတိတာယုံရှူမယ်တိတာယုံထုံးဒီကပြန်စားဒီကအဲ့လိုအစလည်းပိုင်အောင်မလုပ်ချင်ဘူးအလေလည်းမမိလိုက်ဘူးအဆုံးလည်းမသိဘူး
ဒါနဲ့ဝိပဿနာရှုနေတော့ဟိုဘက်ဖြစ်ပြက်ကြတော့လုံးလေလိုက်ကုန်ဟောနော်ဒီအာနာပါနရှုနေရတာတခြားမဟုတ်ဘူးကိုယ်စိတ်ကိုကောင်းကောင်းထိမ့်တတ်အောင်ကိုကောင်းကောင်းထိမ့်တတ်အောင် concentration နော်စိတ်စုစည်းမှုအားကောင်းလာမှတည်ငြိမ်နေတဲ့စိတ်မှသမာဟိတောယထာဘူတံပဇာနာတိသမာဓိတည်တဲ့လူမှဟုတ်တိုင်းမှန်သွားဆိုယုတ်သဘောနံသဘောဖောက်ပြန်တာတွေကိုသမာဓိမရှိဘဲနဲ့သိမလားသိပါဘူးဒါမို့အာတာပိတံပဇာနောသတိဘာဝိနယလောကေသတိမြဲအောင်ဝရိယမြဲအောင်မှန်ပါဗျာဘောပါသလားအဲ့တော့ပထမရှုမှန်းသည်ထုံမှန်းသည်သိအောင်ရှုနေမယ်သိအောင်ထုတ်တဲ့နေရာမှာတိုင်ပင်မှန်ဘယ်လောက်ထိကျင့်ရသလဲခုနပြောလက်ဆက်စကားရှုတဲ့လေသည်တဲ့ဥပမာနော်တကယ်လေ့ကျင့်တော့မယ်ဆိုရင်တကယ်လှုပ်ချင်တဲ့လူတွေအတွက်နော်ဒီလိုရှုလိုက်တဲ့အချိန်ဟာဘယ်လောက်ကြာသလဲဥပမာရှုနေစေမှာ1 2 3 4 5 6 9 8ထိရှုလိုက်တယ်၄ဝပေါ့ပြန်ထုတ်တဲ့အချိန်လဲ1 2 3 4 5 6 9 8ထုတ်တဲ့တိုင်ပင်နဲ့ဝင်တဲ့တိုင်ရှူတဲ့တိုင်ပင်အဲ့ဒါတော့ညီအောင်ချိန်ညှိပြီးလောက်ရမှန်ပါဗျာ9ရက်စခန်း10ရက်စခန်းနဲ့အဲ့ဒါတွေမသိနိုင်ဘူးအဲ့လောက်မှန်ပါဗျာအဲ့လောက်တင်နေလဲဟိုဘက်ကစိတ်တ ानु ပဒနာဝေဒနာ ानु ပဒနာပြောချိန်မရတော့အကုန်ခြုံပြောရတာဆိုကိုယ့်အကိုကြင့်ပြီဆိုတဲ့ချိန်ကျတော့ဘယ်လိုကြည့်ရသလဲဆိုရှူတဲ့တိုင်ပင်နဲ့ထုတ်တဲ့တိုင်ပင်မှန်မှန်ပါဗျာနောက်မှန်ရှူမှန်ထုတ်သဘောပါလားအဲ့ဒါကိုလေ့ကျင့်ပါများလားလို့အလေ့ကျင့်ကောင်းလာပြီဆိုတော့1 2 3 4ရည်စရာမလိုတော့ဆိုတာကိုယ်တိုင်ပင်ကိုသိသွားပြီသိတော့ဒီလောက်ရှူတယ်ဒီလောက်ထုတ်တယ်ရှင်းသလားအဲ့ဒီကမှဝင်လေထွက်လေထင်ရှားအောင်သိပြီးပြီဆိုတော့မှဒီလူသည်ဝင်လေသည်ကောမြဲသလားမြဲပါဗျာဟောသမုဒိယဓမ္မနုပတိဝနော်ဒီကာယ ानु ပတိဝိဟရတိဟောဒီခန္ဓာကိုယ်ကြီးရဲ့ဝင်လေသည်လဲဖြစ်တယ်ဖြစ်မှန်းလဲသိရမယ်နော်ဝယဓမ္မနုပတိဝပြက်မှန်းလဲသိရပါဗျာဒါမို့နုပဒနာမှာဣတိအဇဒံဝါကာယ ानु ပတိဝိဟရတိဗဟိဒံဝါကာယ ानु ပတိဝိဟရတိခန္ဓာကိုယ်ထဲမှာဖြစ်နေတာလဲသိရအပြင်မှာဖြစ်နေတာလဲသိရမယ်အဇဒဗဟိဒံဝါကာယ ानु ပတိဝိဟရတိအတွင်းအပြင်နှစ်ရပ်လုံးသိရမယ်အဲ့ဒါပြီးတော့မှသမုဒိယဓမ္မာနုပတိဝါကာယသမိန်ဝိဟရတိဒီခန္ဓာကိုယ်ရုပ်တရားကြီးဖြစ်မှန်းလဲသိရမယ်ဝယဓမ္မာနုပတိဝါကာယသမိန်ဝိဟရတိသမုဒိယဝယဓမ္မာဖြစ်မှန်းပြက်မှန်းလဲသိရပါဘူးတခြားနားထောင်တော့ဖြစ်မှန်းပြက်မှန်းလဲသိပြီအဲ့တော့မှအဋ္ဌိကာယောတိဝါပနတ္တဟောဒီရုပ်ရှိနေတာကိုရှိနေမှသိရမယ်အဋ္ဌိကာယောဂါထာခန္ဓာကိုခင်ဗျားတို့ကျတို့ခန္ဓာကိုယ်မှာရုပ်မရှိဘူးလားရှိတဲ့ရုပ်ကိုရှိမှန်းလဲတတိပစ္စုပ္ပတ္ထိတာဟောဒီတဲ့အဲ့ဒီရှိနေတဲ့ရုပ်ကိုမပြတ်တတိရှိသည်ဖြစ်၍ပါတယ်အခုဝင်လေထွက်လေဆိုတော့ဝင်လေရုပ်ထွက်လေရုပ်မရှိဘူးလားအဲ့တော့ရှူရုပ်ထွက်ရုပ်အဲ့ဒီရုပ်ကြီးသည်အဋ္ဌိကိုမှရှိမရှိရှိတာကိုတတိပစ္စုပ္ပတ္ထိတာအမြဲတမ်းသူပြုနေသမျှသိနေရမယ်တတိမြဲနေရမယ်ဒါသတိပဋ္ဌာန်ကြီးရဲ့အနှစ်ချုပ်ပဲနော်စိတ်ဓာတ် ानु ပဒနာရောဝေဒနာ ानु ပဒနာရောနောက်ဆုံးကျရင်ဒီအပိုင်းနဲ့လာမှာနော်ကာယသမဒီမှာကြတော့သမုဒိယဓမ္မာနုပတိဝါကာယသမိန်ဝိဟရတိလို့ဏိကုံးချုပ်ထားပြီမဲ့စိတ်ဓာတ် ानु ပဒနာကြတော့သမုဒိယဓမ္မာနုပတိဝါစိတ်ဓာတ်သမိန်ဝိဟရတိဝေဒနာ ानु ပဒနာကြတော့သမုဒိယဓမ္မာနုပတိဝါဝေဒနာရပြီနေနော်ဝေဒနာကိုလည်းသိရမယ်စိတ်ကိုလည်းသိရမယ်ဒီလိုလာမှာပေါ့အဲ့တော့စိတ်ဓာတ်သမိန်ဝိဟရတိဝေဒနာရပြီဝိဟရတိရှင်းတယ်နော်ကောင်းပြီအဲ့တော့ယာဝဒေဝညာဏမတ္တယပဋိသတိမတ္တယယာဝဒေဝအစင်ဆက်မပြတ်ဗါတဲ့ရှုနေသမျှထုတ်နေသမျှဒီနေ့ဝင်လေထွက်လေပြောနေတာဟုတ်အဲ့ဒါဗါလေရှုနေသမျှထုတ်နေသမျှယာဝဒေဝညာဏမတ္တယညာဖြင့်သိနေရမယ်ဘာဖြင့်သိနေရမလဲဒါလည်းမဟုတ်သေးဘူးပဋိသတိမတ္တယသတိဖြင့်သိနေရမယ်မပြတ်တဲ့သတိလည်းရှိရမယ်ဉာဏ်လည်းပါဉာဏ်ဆိုတာခုနပြောတာပေါ့
ဉာဏ်မရှိတဲ့လူကြတော့ရှည်ဟာတိုလေပင်ရောက်ပြီးရင်ကြက်ရောက်ပြီးချက်ရောက်ပြီးဟောဒါဉာဏ်မရှိလို့ပြောတယ်ဟင်ခုခင်ဗျားတို့ဘာသာဘုသူတ္တရပြင်ပဘုသူတ္တလည်းသိနေတယ်ရုပ်ရသဘောကိုလည်းသိနေတယ်အခုသိပ္ပံသဘောအရာလည်းသိနေတယ်လေပင်ရရှုတော့အဆုတ်ကရှုတယ်အဆုတ်ဆိုတော့အဆုတ်ထဲပဲရောက်မှာပေါ့ဘယ်ချက်ရောက်ယာဝတေဝညာဏပတ္တယဉာဏ်ဖြစ်သိရသိတော့လေကြီးထွက်သွားပြီဆိုတော့လေထွက်သွားတဲ့လေကနှာခေါင်းကနေထွက်သွားပြီဆိုတော့ဟိုဘက်ကိုနဲ့ဆိုင်သေးလားမဆိုင်တာလိုက်မရှုနဲ့လေဒီနာကြည့်နောက်တစ်ခါနာသီးစုံမှာပဲကြည်ဘာလို့ပြောတယ်လဲဆိုတော့ဟောဒီဝင်လေထွက်လေလောက်တာသည်ရှုခိုင်းတာသည်ဘာအတွက်လဲဆိုတော့တတိမြဲဖို့ဘာမြဲဖို့တတိဆိုတာအောင်းမိတာနော်တတိပဋ္ဌာန်ဆိုတာတတိကိုပဋ္ဌာနာအကြည်အမှုထားပြီးတော့အလုတ်လုံနေတာအဲ့တော့ရှုတိုင်းသိထုတ်တိုင်းသိကိုနှာခေါင်းသိလိုက်လေပင်သိလိုက်ရင်ကြိုင်းသိလိုက်ချက်သိလိုက်လုံနေရင်တတိကတနေရာတဲ့လားနေရာစုံလိုက်သွားပြီဆိုအာယုံပြသွားပြီအာယုံပြသွားရင်တတိမြဲအောင်မလားတိချက်တတိမမြဲတော့ရှင်းတယ်နော်နောက်တစ်ခါတမာတိရောခိုင်အောင်မလားမခိုင်နိုင်တော့ဘူးဒါကြောင့်တမာတိဆိုတာတခုတည်းသောအာယုံပေါ်မှာစူးစိုက်ပြီးတည်နေတာကိုတမာတိရှင်းတယ်နော်အဲ့ဒီအတွက်ကိုတောင်းဝင်လေထွက်လေရစဘယ်ရစအဲ့ဒါလေတတိမြဲသွားပြီဆိုရင်ဟောပါနောက်မှလာမယ်တယာနောဝါတယာနောမိတိပဇာနာတိကိစ္ဆန္တောဝါကိစ္ဆန္တောမိတိပဇာနာတိနေသိဏောဝါနေသိဏောမိတိပဇာနာတိကိစ္ဆန္တောဝါသွားရင်သွားမှသိနေသိဏထိုင်ရင်တယာနောဝါအိပ်ရင်အိပ်မှဟောရှင်းတယ်နော်ဒါလည်းလားဆိုမဟုတ်သေးဘူးရှေ့တိုးမှနောက်ဆုတ်မှဒါကာယ ानु ပဒနာနော်ခြေလန်းလိုက်တယ်ရှေ့လှမ်းရင်လှမ်းမှနောက်လှမ်းရင်လှမ်းမှဟောထိုင်ရင်ထိုင်လိုက်မှလှုပ်ရင်လှုပ်လိုက်မှဟောစားရင်ဝါရင်ဝါမျိုးရင်အဲ့ဒါကာယ ानु ပဒနာတွေကြီးဒါပေမဲ့အဲ့ဒီဟာတွေအကုန်လုံးကိုတတိမြဲသွားပြီဆိုနောက်ကနေဘာလာမလဲဆိုဣတိဣဇဒံဝါဣဇဒတဏ္ဍာမှာဖြစ်နေတာသိရမယ်ဗဟိတံဝါအပြင်မှာဖြစ်နေတဲ့ရုပ်ကိုလည်းသိရမယ်ဣဇဒဗဟိတံဝါအပြင်ရောအတွင်းရောသိနေရမယ်ဒါပြီးရင်သမုဒိယဓမ္မာနုပတိဝါဟောရှင်းလားစားရင်စားမှန်းသိတယ်အဲ့ဒီစားတာလေးဖြစ်မှန်းလဲပြည့်မှန်းလဲဟောတတိပဌာနာသုံးမှာ तू ကသိယုံနဲ့မပြီးဘူးဖြစ်မှန်းလဲပြည့်မှန်းလဲအဲ့ဒီအတွက်ကိုအဋ္ဌိကာယေတိဝါပနတတတိပစ္စုပ္ပတ္တိတာဟောတိယာဝဒေဝညာဏမတ္တာယတတိပဋိတတိမတ္တာယညာဏမတ္တာယဉာဏ်ဖြစ်သိနေရမယ်ဖြစ်ပြကြတော့ဉာဏ်မပါရင်ရှင်းသလားအဲ့တော့ရှူတဲ့လေလေးလဲရှူပြီးရင်ပြက်တာထုတ်တဲ့လေလေးလဲထုတ်ပြီးရင်ဒါဟောအာနာပါနအသေးစိတ်ပြောတော့ရှူခြင်းစိတ်ကလေးပေါ်လာတယ်ဆိုရှူခြင်းစိတ်ရှူဒါစိတ်တ ानु ပဒနာဟောရှူမှန်းသိနေတယ်ဆိုရှူမှန်းသိတာလေးရှူရင်စိတ်တ ानु ပဒနာရှူနေတာရှူရင်ကာယ ानु ပဒနာရှူတဲ့ထဲမှာခံစားရှူလို့ကောင်းလိုက်တာဝေဒနာ ानु ပဒနာသဘောပါသလားအဲ့ဒါအဲ့ဒါလို့ခွဲနေရင်တော့တရုတ်တွေလျှောက်ခွဲနေပြီးမှမဟုတ်ဘူးအဲ့တော့လောလောဆယ်မှာတို့ကဘာပြောရှူရင်ရှူမှန်းသိထုတ်ရင်ထုတ်မှန်းသိရှေ့ရှူရင်တို့ရှူရင်ရှူတဲ့လေအစလည်းသိရမယ်အလယ်လည်းသိရမယ်အဆုံးလည်းသိရမယ်ထုတ်တဲ့လေအစလည်းသိရမယ်အလယ်လည်းသိရမယ်အဆုံးလည်းသိတို့တော့ဘယ်နာသိနာသိရလိမ့်မှာရှူတာလေးဖြစ်တာလည်းသိရမယ်ရှူတာလေးပြက်သွားတာလည်းထုတ်တာလေးဖြစ်တာလည်းထုတ်တာလေးပြက်သွားတာလည်းသူကသမုဒိယဓမ္မာနုပတိဝါကာယသမိန်ဝိဟရတိဝယဓမ္မာနုပတိဝါကာယသမိန်ဝိဟရတိသမုဒိယဝယဓမ္မာနုပတိဝါကာယသမိန်ဝိဟရတိပထမဖြစ်မှန်းသိနေတယ်ရှုမှန်းသိတယ်ဖြစ်တာထုတ်မှန်းသိတယ်ဖြစ်တာရှုမှန်းသိတယ်ဖြစ်တာထုတ်မှန်းသိတယ်ဖြစ်တာဒါလေးလိုက်ပါများရှုပါများတော့ကြိမ်ဖာများဆိုရှုရင်ဘာရေးပြီလဲရှုတဲ့လေးလေးလဲရှုပြီးပြက်သွားဟောပြက်တာသိသွားပြက်တာသိသွားတဲ့ခါကျတော့ဝယဓမ္မာလိုက်ကြည့်နေတဲ့ရှုတာလေးမရှိတော့ဘူးထုတ်တာလေးမရှိတော့ဘူးရှုတာလေးမရှိတော့ဘူးထုတ်တာလေးမရှိတော့ဘူးဝယဓမ္မာနုပတိဝါအဲ့ဒီကနေတတိဒီတက်မြဲသွားတော့ရှုတာလေးလဲဖြစ်တာသိလိုက်တယ်
မရှိတာလည်းသိလိုက်ထုတ်တာလေးလည်းသိလိုက်တယ်မရှိတာလည်းသိလိုက်တတိမြဲလာမှတတိမြဲလာမှနော်အခုဖြစ်အခုသိသလားဆိုတော့မသိဘူးဒီထဲမှာညံထက်တဲ့ပုဂ္ဂိုလ်ကျတော့ရှုမှန်းသိတယ်ရက်သွားပြီအော်မရှိဘူးထုတ်မှန်းသိတယ်ထုတ်သွားပြီမရှိဘူးဟောရှုတာလေးလည်းသိတယ်မရှိတာလေးလည်းသိတယ်ထုတ်တာလေးလည်းသိတယ်မရှိတာလေးသိတယ်သမုဒယဝယဓမ္မာနုပတိဝါကာယသမိတ်ဝေရတိရှင်းမှန်းသည်ရှင်းလားဒါအကျဉ်းချင်းလေ့ကျင့်ယူရတာကာယ ानु ပဒနာမှာနော်စိတ်ဖြစ်ဖြစ်ဝေဒနာဖြစ်ဖြစ်ရုပ်ဖြစ်ဖြစ်တရားတစ်လုံးကိုစူးစူးဆိုင်ဆိုင်ဘယ်လိုတချို့ဒီစကားကိုကန့်ကွက်နေတဲ့လူတွေလည်းရှိသေးတယ်နော်စူးဆိုင်ကြည့်မှထိုးတွင်းမြင်မှအဲ့ဒါလုပ်ငန်းစီဘယ်သူဘာပြောလို့မှနားမရောက်နဲ့နော်ရုပ်ပါလို့ပြောတယ်ဟောဒီရုပ်တရားကြီးဖောက်ပြန်မှုကိုသိဖို့အခုဝယ်လေထွက်လေကအစာပြုလို့သွားမှန်းသိထိုင်မှန်းသိရက်မှန်းသိစားမှန်းသိအိတ်မှန်းသိကျူရှူရှေ့ကိုကြည့်ရင်ရှေ့ကိုကြည့်မှန်းသိဘေးကိုကြည့်ရင်အောက်ကြည့်ရင်အောက်ကြည့်မှအထက်ကြည့်ရင်အထက်ကြည့်မှဘုရားကဒီလောက်သင်ထားတာနော်စာနဲ့ဒီမှာတစ်လုံးချင်းတို့ပြောချိန်ဟောချိန်မရလို့နော်တပိုက်ချင်းတစ်လုံးချင်းပြောနေလေခင်ဗျားတို့ဒီကာယ ानु ပဒနာနဲ့ဝါရင်သုံးလားမလောက်ဘူးရှင်းလားသဘောပေါက်သလားအခုတော့ကိုယ့်အကူညံနဲ့ချက်ယူနော်အဲ့တော့တကယ်သိရမှာကစကတဲ့ဝင်လေထွက်လေဆိုတာဒီမှာဝင်လေထွက်လေဆိုတာတခြားပစ္စည်းကိရိယာတွေဝယ်ရသေးလားဝယ်ရပါဘူးဗျာဟောစရိတ်စကအကုန်ကြမရှိဘူးနော်ခင်ဗျားတို့ခန္ဓာမှာဝင်လေထွက်လေဘယ်ချိန်ရှိတော့အမြဲရှိနေတာအဲ့တော့မအားလို့မရှုနိုင်ဘူးရိတ်တာမရောက်လို့မရှုနိုင်ဘူးလှုပ်เสียမလိုပါဘူးတဲ့မင်းနှာခေါင်းတင်ကြိုက်တဲ့ချိန်ကြီးတဲ့ဘုရားဘလောက်စရိတ်ကြည့်အောင်လုပ်ပေးထားလို့ဆိုတော့နော်တဘာဝပပင်းချင်းထိန်သေးရေဘုရားအစလုပ်ခဲ့တာဘာလို့ဆိုတခြားကရိယာတွေဝယ်နေရင်ကုန်ပါဘူးဗျကိုပရိစိတ်တော့မယ်ဆိုတော့အရင်တော့ကတော့ပရိအခုကျတော့ကြောက်ကြက်နော်ဘယ်စရိတ်သက်တာပရိလုပ်တော့မှလည်းတစ်ပင်နေကုန်ကြဘုရားအဲ့ဒါတွေမကင်ဘူးကြောက်ကြက်မလိုဘူးနော်ဝင်လေထွက်လေကြည့်တော့ဝင်လေထွက်လေတပြီးတော့မှတ်မြောက်ရပါတယ်ဝင်လေ1ထွက်လေ2ဝင်လေ3ထွက်လေ4ဒါအခု modelize နော်ခေတ်ပေါ်ကဏ္ဍနာနီးရှေးတုန်းကကဏ္ဍနာနီးကဝင်လေထွက်လေတစ်စုံကို1ဝင်လေထွက်လေတစ်စုံကို2ဝင်လေထွက်လေတစ်စုံကို3ဝင်လေထွက်လေတစ်စုံကို4ဝင်လေထွက်လေတစ်စုံကို5တစ်ကပြန်စဝင်လေထွက်လေ1 2 3 4 5 6တစ်ကပြန်စ1 2 3 4 5 6ခွန်းတစ်ကပြန်စ1 2 3 4 5 6ခွန်း8တစ်ကပြန်စအဲ့ဒါတဝါယဒါတွေတင်တော့မျက်စိတွေနားတွေအကုန်ရှုပ်ကုန်အခုခေတ်လွယ်ချင်းဝင်လေ1ထွက်လေ2ဟုတ်လားအိမ်မငိုက်ချင်းဒီလိုရှုဝင်လေ1ထွက်လေ2ဝင်လေ3တတိထားကြည့်နေတော့ဝင်လေတိုင်းဟာမာကနံထွက်လေတိုင်းဟာစုံကနံကိုကငိုက်သွားလားမငိုက်သွားလားပြန်ကြည့်တော့ဝင်လေ16ပါသွားပြီဘောပါသလားပါပါတယ်ဗျာအဲ့တို့ကတော့ကနန်းကြီးတတ်တဲ့ဆို1000ထိကြီးချလိုက်တယ်1000ဆိုတော့တနားရီခွဲလောက်သွားပြီနော်တနားရီကို600အဲ့တော့ညီမတယောက်ကိုဦးဇင်းညီမဟိုတဲ့သူမှာစာပြနေတဲ့ဆရာမကိုဝင်နေထွက်လေရှုရတယ်နေကနန်းမှတ်စံဘယ်လောက်ရတော့ဆိုတော့15မိနစ်လောက်မှိုက်တာ तू က3000 4000လောက်ရအဲ့တော့နင်းသေးတော့မှာနော်အလွန်မြန်းနေတာဘူးနော်ဘာလို့ तू ကစိတ်ကဝရိယသိထက်တဲ့လူဆိုတော့လောနဲ့ရှုချတယ်သေချာမှတ်စမ်းပါနောက်ပိုင်းသင်ပေးရတယ်ဝင်လေးကရှုတဲ့အဆုံးမှာတေးထုတ်တဲ့အဆုံးမှာနေ3 4 5 6ကဲဒီစပိနဲ့သာရှုဘယ်လို1000ရမှာလို့ normal အမှတ်ကတနာရီမှ600ပဲနော်အဲ့တော့နာရီဝက်600တနာရီကို1200အဲ့တော့အဲ့ဒီထဲမှာမှဝင်လေထွက်လေတစ်စုံကို1တစ်စုံကို2ယူရင်600ပဲရမှာတနာရီမှအဲ့တော့အဲ့ဒါလေးတွေကိုပြောပြလိုက်တဲ့အခါမှာသူကသူတိုင်ပင်မှအောင်ပြန်ရှုတော့အခုတော့800လောက်ရပြီမဲအဲ့တော့နော်
အခုကအခြေခံလေးတွေသင်ပေးတဲ့နေရာမှာကိုဒါလည်းပြီးအောင်တခါတည်းပြောလိုက်ပါဦးဇင်ကိုရဲ့ဇယိုက်အခြေအနေနဲ့ကြိုက်အောင်တချို့ကြတော့ကဏ္ဍတစ်ကနေတရားမှတက်အောင်မရည်တဲ့ဖက်နဲ့တရားတိရည်နေရတာနဲ့အလုံးရှုပ်ဟမ်ဟာဘုန်းကြီးက600တွေ900တွေပြောနေတပည့်တော်တို့ကတရားဟိုဘက်ကိုမမှတ်တတ်ဘူးအဲ့ဒါပေမဲ့တရားတိဖြောင်းဖြောင်းမှတ်နိုင်သလားမှတ်နိုင်တယ်မှတ်နိုင်ရင်တရားပြီးတစ်ကပြစားဘိုးကြီးဖွားကြီးတွေကြတော့ဘယ်တရားမှတ်နိုင်မလို့အရှင်ဘုရားရဲ့ဆိုတော့30ပြီးရင်တစ်ကပြန်စားရှင်းလားဘုရားတို့ဘယ်လိုလုပ်ခဲ့ရလဲဆိုတော့ဘုရားတို့ဝင်လေထွက်လေကပုံမှန်နှီးတဲ့ပုံကိုယ်တွေဆိုတော့ဝင်လေရှူပြီးရင်ထွက်လေရတော်တော်နဲ့မလာဘူးထွက်လေထုတ်ပြီးရင်လည်းတော်တော်နဲ့မလာဘူးနော်အဲ့ဒါလဲအာနာပါနကမ္မထံရှုလာပြီဆိုရင်သတိထားရမယ်အချက်အဲ့ဒါအာနာပါနမှာဘုရားကသေချာပြောထားတယ်နော်ထင်ရှားရှိတဲ့ဝင်လေကိုထင်ရှားရှိမှသိရမယ်သိသည်ဖြစ်၍ရှုနေမယ်တဲ့ဒီထဲမှာအဋ္ဌိကာယေအဋ္ဌိကာယောတိဝါပနတ္တအဋ္ဌိကာယောခုခမရတို့ခန္ဓာကိုယ်မှာအထင်ရှားရုပ်တရားရှိမရှိရှိပါတယ်အဲ့ဒီတိုင်းပဲတဲ့ဝင်လေထင်ရှားရှိတာကိုထင်ရှားသိရမယ်အဲ့ဒါဘယ်တော့မှပြောလဲဆိုတော့ရှေးရှူတာတွေတိုးရှူတာတွေတမှုတွေရတယ်ဝါရတွေပြောပြီးမှပြောတယ်ဘာလို့ပြောတာလဲလို့ဆိုတော့ဝင်လေထွက်လေသည်တဲ့ကမ္မဋ္ဌာန်းရှုနေတဲ့တယောက်ပုဂ္ဂိုလ်တွေအခုလောဘဒေါသမောဟနဲ့နေတဲ့အချိန်ကျလေကများများလိုတယ်လောဘနဲ့ဆိုသွေးတွေကနောက်လာတယ်ဒေါသနဲ့ဆိုသွေးတွေကနောက်လာတယ်အဲ့ဒီသွေးတွေကိုဟောဒီအဆုတ်ထဲကိုရှူလိုက်တဲ့လေကအဆုတ်ကနေမှစစ်ပြီးတော့အောက်ဆီဂျင်ကိုနှလုံးကိုပေးတယ်အဲ့ဒီနှလုံးကနေမှတကိုယ်လုံးလေလာတဲ့သွေးတွေကိုအောက်ဆီဂျင်နဲ့တန့်စင်ပြစ်အဲ့ဒီတန့်စင်သွေးတန့်စင်ဖို့အတွက်လေရှူပေးရတယ်ရှင်းတယ်နော်အဲ့တော့လောဘဒေါသနဲ့နေတဲ့လူကြတော့သွေးကအမြဲတမ်းနောက်ကြည့်နေတော့ဒီမှာအောက်ဆီဂျင်များများလိုနေသက်ရှူမြန်နေဒါမှမဟုတ်သက်ရှူများများမြန်ရင်သေတော့မယ်ပြောတယ်ရှင်းတယ်နော်အေးတရားအထုတ်နေတဲ့လူကြတော့လောဘဟာတရားအထုတ်နေရင်တဖြည်းဖြည်းများလာမလားနည်းသွားဒါလည်းမှတ်ကြအောင်နော်တချို့တရားအထုတ်တာများလာလေရှိတယ်တပည့်တော်တို့တစ်နှစ်ကိုတရားစခန်းဘယ်နှကြိမ်ဝင်တာဗျာစခန်းထွက်လာပြီးတိုင်းမလေးငါလှုပ်ရှားတယ်လည်းအများကြီးစခန်းကလည်းမဝင်မဖြစ်လို့သာဝင်လိုက်ရတာဆိုတော့သူကစခန်းဝင်လိုက်ရတဲ့အချိန်ကလေးကိုသူ့မှာဟိုမှာလှုပ်ရှားတွေကတပုံကြီးဖြစ်နေတော့စခန်းကထွက်လာလေလောဘကပိုကြီးလာလေဒေါသကပိုကြီးလာမလေးနောက်ကျကုန်ပါပြီဟောသူများတရားစခန်းဝင်တော့လဲမနေနိုင်ဘူးဝင်ခြင်းနဲ့ဟမ်စခန်းထွက်လာပြန်တော့လဲငြိအေးလာသလားဆိုတော့ဟိုစခန်းဝင်နေတုန်းကလည်းလှုပ်ရှားတွေဘာပြီးရင်ဘာလုံးမှာဘာပြီးရင်ဘာလုံးမှာပဲဟာပြီးရင်ဘာဟမ်စခန်းကလည်းထွက်ကောပြစ်တောက်တိုးပေါ်နဲ့ဟာချရောမှန်လားအဲ့တကယ်တော့တရားအားထုတ်တာများလာလေလောဘနည်းလာလေဒေါသနည်းလာလေမောဟနည်းလာလေဖြစ်ရမှာအဲ့ဒါလိုမှမဖြစ်ရင်အားထုတ်နီးမမှန်ဘူးအားထုတ်တဲ့တရားမမှန်လို့ပဲတရားမမှန်တာဆိုတာပေးတဲ့လူတွေတော့အပြစ်မပြောနဲ့နော်နှလုံးသွင်းတဲ့လူမှန်တယ်အဲ့ဒီမှာဝင်လေထွက်လေရဲ့သဘောဟာလည်းဒီတိုင်းပဲရှုပါများလာလေဝင်လေထွက်လေဟာရှုပါများတော့စိတ်ကငြိမ့်လာတယ်ငြိမ့်လာတော့လောဘဒေါသမောဟနည်းလာတာနဲ့မြနှလုံးကလေသိပ်မလို့တော့ဒုက္ခန္တာရဲ့ဗီဇကိုကလိုတလောက်ကလေးရှုတာရှင်းတယ်နော်အဲ့တော့သူကဝင်လေထွက်လေသည်ကြာလာလေသိမ်မွေ့လာလေဟုတ်ပြီနော်ရှုတာမှတ်တာကြာလာလေသိမ်မွေ့လာဆိုလေလေးကနည်းနည်းလေးပဲလို့တော့နည်းနည်းလေးပဲရှုတော့တာအဲ့တော့တချို့ကျတော့ရှုရင်းမှရင်တော့ဒီလိုဝင်လေထွက်လေပျောက်သွားတာဖြစ်တတ်တယ်အဟုတ်ကြိုးစားပြီဆိုဖြစ်တတ်တယ်တကယ်လုံးနေဆိုဝင်လေထွက်လေမရှိတော့ဟောတော့လေမရှိတော့ဘယ်လိုလုပ်သိများသိတော့မလားနော်အဲ့ဒီမှာကမ္မထမ်းဆရာတွေကဘာပြောထားလဲစောက်ထဲမှာရှိတာဦးဇင်းပြောပြအဲ့လိုဝင်လေထွက်လေပျောက်သွားရင်သတိထားလိုက်ပါတဲ့ငါသေနေပြီလားအရင်သိသေးဘူးနော်မသေးသေးလို့သိနေတာပေါ့ဗျအဲ့တော့မသေးသေးဘူးဆိုရင်မသေးသေးတဲ့လူဟာဝင်လေထွက်လေရှိကိုရှင်းဖလားသမဘာဝင်စားနေတဲ့လူဝင်လေထွက်လေမရှိဘူးနော်ဒါနိဗ္ဗာန်ကိုအာရုံပြုနေတာနောက်စရုဋ္ဌဇံဝင်စားနေတဲ့လူဝ
ဝင်လေထွက်လေမရှိသေသွားတဲ့လူဟုတ်တယ်နော်အဲ့တော့ငါသေနေတဲ့လူလားမဟုတ်ဘူးဒါဖြင့်စလုတ်ထဇာနေများဝင်စားနေတာလားမဟုတ်ဘူးလို့ပဲစဉ်းစားပါတဲ့ဟုတ်တယ်လို့မစဉ်းစားပါနဲ့ဖလသမဘဆိုတော့ဒါဘုရားယဟန္တာတွေလောက်တာကိုယ်နဲ့မဆိုင်ဘူးအဲ့တော့ငါဖလသမဘဝင်စားနေတဲ့လူလည်းမဟုတ်ဘူးစလုတ်ထဇာဝင်စားနေတဲ့လူလည်းမဟုတ်ဘူးသေတဲ့လူလည်းမဟုတ်တဲ့အတွက်ဝင်လေထွက်လေရှိကိုရှိတယ်လို့ကြည်ပါတကယ်လို့ရှာမတွေ့ထင်ရှားအောင်လုပ်ပြီးပြန်ရှုပါကဲပြစ်ကပြန်စပေါ့ကဲကျင်သလားအဲ့တော့ဒါမို့တတိအမြဲအောင်ကြည်ထားတော့တိမ်မွေ့လာရင်လည်းတိမ်မွေ့လာမှသိရမှာအဲ့ဒီတိမ်မွေ့တာလေးကိုထင်ရှားအောင်ကြည်ပါဒီလိုတော့အာနာပါနကမ္မဋ္ဌာန်းဟာသမထသမာဓိတည်ဖို့အားထုတ်တဲ့ကမ္မဋ္ဌာန်းထဲမှာအကောင်းဆုံးကမ္မဋ္ဌာန်းအနိယောင်ကတိုင်းအာဘောကတိုင်းဝါယောကတိုင်းကမ္မဋ္ဌာန်း40တောင်ရှိတာနော်အနိယောင်စဝိုင်းကြီးလုပ်ပြီးအနိယောင်ရှုတော့ရှုရင်ထင်ရှားလာအဲ့ဒီထင်ရှားလာတဲ့နောက်မှာအာယုံကိုမထိမ့်သိမ့်နိုင်အောင်မှာယူဟာနှမ်းဟာဖြစ်တတ်တယ်နေရာကျအာနာပါနမှာဖြစ်เสียမရှိဘူးအာနာပါနကဆိုက်အဖက်မရှိတဲ့ကမ္မဋ္ဌာန်းကျော်တရားအထုတ်ယူသွားမယ်တရားအထုတ်အယူပြောင်းအောင်လုပ်တာဘယ်ယူရမလဲရှင်းသလားအဲ့တော့ဝင်ထွက်လေဟာဒါကိုဘုရားရှင်ကိုရောမြတ်ကြီးကိုအရှင်အာနန္ဒာမေးဘူးတဲ့ရှင်ဘုရားတဲ့တခုတည်းသောကမ္မဋ္ဌာန်းနဲ့အလုံးစုံပြီးတာမရှိဘူးလားတခုတည်းသောကမ္မဋ္ဌာန်းဖြင့်နော်ပါတယ်တခုတည်းသောကမ္မဋ္ဌာန်းဖြင့်အလုံးစုံပြီးတာမရှိဘူးလားတဲ့ရှိပါတယ်ကွာအာနန္ဒာယဘုရားအလောင်းတော်တိုင်းမစွန့်တော့ဟောပါတယ်ဘုရားအဖြစ်ဗျာဒိတ်တော်ရပြီးတဲ့အလောင်းဘုရားရှင်အလောင်းတော်တိုင်းဟာပင်မအားထုတ်ခဲ့ကြတာအာနာပါနဘုရားရှင်တိုင်းလက်မလွတ်တော့ပါတယ်ဘုရားရှင်သူတော်ကောင်းများမြတ်နိုးသောဟောအချက်ဘယ်နှချက်ပြောဘုရားအလောင်းတော်များလက်မလွတ်တော့ဘုရားရှင်တိုင်းလက်မလွတ်တော့သူတော်ကောင်းများမြတ်နိုးသောဟောဒီအာနာပါနကမ္မဋ္ဌာန်းအကုန်ပြီးတဲ့ကမ္မဋ္ဌာန်းတကယ်များခင်ဗျားတို့စနစ်တကျလုပ်မယ်ဆိုကြံတာလိုက်ရှာနေကြအောင်မလို့ဒီနားနဲ့ပြီးတယ်ဆိုတော့ပြောသလိုဝင်လေထွက်လေမှာဦးဇင်းတို့အနုစိတ်ကလေးပေါ့ဒါဘုသူတ္တဖြစ်အောင်ပြောနေတာနော်ဝင်လေထွက်လေမှာအနုစိတ်ကလေးပြောရရင်ဒီခန္ဓာကိုယ်ကြီးဒီစိတ်ကရှိသွားရှိစိတ်ဥမဆောင်ပဲနဲ့ပြုတဲ့ကိစ္စမရှိဘူးအဲ့တော့ဝင်လေထွက်လေက automatic ရှူနေတယ်လို့ဆိုပေမဲ့နော်ပထမရှူခြင်းစိတ်အရင်ပေါ်တယ်ပေါ်ပြီးမှရှူတယ်ဦးဇင်းတို့အသေးချာကိုယ့်အကိုလေ့ကျင့်တဲ့ခါကျဦးဇင်းတို့ဘာလို့လေ့ကျင့်ခဲ့လဲခုနကဝင်လေထွက်လေနဲ့တစ်ခုနဲ့တစ်ခုကြားဝေးနေတော့ရှူပြီးတစ်ပြီးတော့တော်တော်နဲ့မလာဘူးတော်တော်နဲ့မလာတော့ဒီကြားထဲဘာလို့မလို့ဒီကြားထဲတစ်ခါတလေစိတ်ကူးကယင်သွားတော့အဲ့စိတ်ကူးယင်တဲ့နောက်ပါသွားရောဟုတ်ပြီနော်အဲ့ဒါလိုမဖြစ်အောင်ဝင်လေရှူပြီးတစ်ပြီးကြားထဲမှာလွတ်နေသေးရင်အရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္မာနောရသလောက်ဂုံတော်လေးအာယုံပြုတ်ကြည့်လိုက်ပြုတ်ပြီးတော့ဟိုကထုတ်ချင်လာပြီပြန်သိတယ်ထုတ်တယ်ထုတ်တာလေးသိပြီးသွားပြီနှိရည်ပြီးတာနဲ့အရဟံသမ္မာသမ္ဗုဒ္ဓောဗုဒ္ဓောဘဂဝါအဲ့ဒီမှာအစဉ်ပြေတဲ့ဂုံတော်လေးတစ်ခုပွားလိုက်ဥဒ္ဓမင်္ဂလာလောက်တာပြောတာဒါဖြစ်လို့ဆိုဝင်လေထွက်လေဝေးနေကြားတဲ့စိတ်ကူးရင်မဲ့အတူတူတော့ကြားတဲ့တစ်ခုထည့်လိုက်ကုသိုလ်ရမယ်ဂုံတော်ကုသိုလ်စိတ်တစ်ခုထည့်လိုက်ဟိုအာနာပါနလည်းမပြတ်အောင်တတိလည်းမလွတ်အောင်နော်ဒါလှုပ်เสียလေးတွေပြောပြတာဆိုကြရှုပ်ကုန်အောင်မယ်နော်အဲ့တော့ပထမဝင်လေသေးထွက်လေနေဝင်လေသုံးထွက်လေလေးဒီလိုတိုင်းပေးမှတ်ပြီးတဖြည်းဖြည်းသိမ်မွေ့လာသိမ်မွေ့ပြီးကြားလာတဲ့ခါကျတော့မလွတ်အောင်ကိုယ့်အကိုနီးပြူဟာရှားရှင်းတယ်နော်ကဲကောင်းပြီအဲ့တော့ဝင်လေထွက်လေကြားထဲမှာစိတ်ကူးမရင်အောင်တတိအမြဲတမ်းရှိနေအောင်ကြိုးစားနေဖို့လိုအပ်မလိုအပ်အဲ့တော့အဲ့ဒါကကိုယ့်ရဲ့ကိုအထုံနေတဲ့အခြေအနေပေါ်ကြည့်ပြီးတော့မှဦးဇင်းတို့ဂုံတော်ပွားတဲ့လုပ်ကိုငယ်ကလေးဒါပတိတကြောက်နဲ့စိတ်ခဲရတော့ဟိုအလေးအကျင့်များနေတော့ဘုရားဂုံတော်လေးကိုဘုရားဟာစိတ်ကွယ်ရမှာတောင်အာဟုသူအမှုကိုမပြုဘူး
ဒါလေးအာယုပြုလိုက်တယ်ဘုရားကုံတော့ထွက်လေလေးရောက်လာတယ်ထွက်လေလေးကြည့်လိုက်ပြန်တယ်မရှိတာသိလိုက်ပြန်တယ်တခါဘုရားရှင်ရဲ့ကုံတော်ဘုရားသည်တခွန်းသောအမှန်သောစကားကိုသာဆိုတတ်တဲ့ဘုရားဒီဂုံတွေကိုဘာလို့တွေးနေတာလဲဆိုတော့အဲ့ဂုံတွေကိုပွားရင်းနဲ့အဲ့ဒီဂုံမျိုးဘုရားရှင်ရဲ့အကျင့်မျိုးကိုယ်တိုင်ကျင့်နိုင်အောင်ဘုရားကောင်းသောစကားပြောရင်ငါတို့လည်းကောင်းသောစကားကိုပဲပြောမယ်ကွာငါလည်းကောင်းသောစကားပြောသူဖြစ်အောင်ကျင့်မယ်ဟုတ်ကလားဘုရားကစိတ်ကြွယ်ရမှာတောင်အာဟုသို့မပြုဘူးဆိုရင်ငါလည်းစိတ်ကြွယ်ရမှာအာဟုသို့မပြုအောင်မပြုဖြစ်အောင်နေမယ်ရှင်းလားအားလုံးသဘောပေါက်လားအဲ့တော့ကောင်းပြီအာနာပါနကမ္မထာမှာအသေးစိတ်လေ့လာကြည့်ဦးဇင်းတို့ရှူတော့မယ်လို့ဟောဒီမှာခန္ဓာကိုယ်အဆုတ်ကတောင်းတနေပြီလေလေးပြန်ပွင့်တော့မယ်အဲ့ဒီအဆုတ်လေကလေးပြန်ပွင့်ကန်နေရင်လေလိုအပ်နေပြီဆိုတာခန္ဓာကိုယ်ကတောင်းဆိုလာအဲ့ဒါကိုရုပ်ကစိတ်ကသိတယ်သိတော့စိတ်ကရှူခြင်းတယ်ဆိုတဲ့စိတ်အရင်ပေါ်ရတယ်ပေါ်ပြီးမှရှူတယ်ရှူစိတ်ရှိုက်စိတ်ဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကြီးကဘယ်လောက်ထိပြောထားသလဲဆိုတော့ဟောဒီလူတွေတရားဟောလို့တယောက်ချင်းမြန်သူပြောမယ်ဆိုရင်ရှူနေတဲ့အချိန်ထုတ်နေတဲ့အချိန်ဂျားလေးကိုဘုရားစကားမပြောဘဲနေဘူးဒါတော့အလွန်ကြီးနှုတ်လွန်းသွားပြီငါသိမှာမဟုတ်လူတွေအများကြီးတော့မဟုတ်ဘူးပေါ့တယောက်ချင်းဟောတဲ့အခါသူကိုယ်တိုင်ကြပါလဲဆိုတော့အဲ့ဒီရှူစိတ်နဲ့ရှိုက်စိတ်ဂျားလေးထဲမှာကိုဖလားသမဘာဝင်စားလိုက်သေးတယ်ဘုရားရှင်ကိုတော်မြတ်ကြီးကနော်ရှူစိတ်ရှိုက်စိတ်ဂျားလေးထဲမှာကိုသူကနှလုံးသွင်းလိုက်သေးတယ်အဲ့ဒီမှာသတိပဋ္ဌာန်သူ့ဉာဏ်ကအမြဲတမ်းမြန်တာဘူးဗျခင်ဗျားတို့ကျိုးတို့ကြတော့ဒီလောက်ကြီးမရဘူးမရတော့ဒါဘဟုတုတပြပြောပြတော့ဒီစိတ်ကလေးကြမှာရှူခြင်းနဲ့စိတ်ပေါ်တယ်ဥစဉ်ဒါလေးအရင်သိအောင်လုပ်တယ်ပြီးမှရှူမှန်းသိတယ်ထုတ်ခြင်းစိတ်ပေါ်မှန်းသိတယ်ထုံမှန်းသိနောက်ပိုင်းတဖြည်းဖြည်းတတိအားကောင်းလာတယ်ဉာဏ်ရင့်လာတဲ့ခါကျသိလာပြီသိလာတော့ရှူစိတ်ကလေးလည်းသိတယ်ရှူခြင်းစိတ်ကလေးလည်းသိတယ်ရှူနေမှလည်းသိတယ်ဟုတ်ပလားတကယ်တော့အဲ့ဒီမှာဆက်ပြီးတော့အနုစိတ်ဆက်ကြည့်လိုက်တော့ရှူခြင်းစိတ်ကလေးပေါ်ရှူခြင်းစိတ်ပေါ်နေတဲ့ချိန်ရှူသလားရှူတဲ့စိတ်မလာသေးဘူးရှူခြင်းစိတ်ကလေးပြက်ပြီးမှရှူတဲ့စိတ်လာတယ်ရှူတဲ့စိတ်လေးပြက်ပြီးမှထုတ်ခြင်းစိတ်လာတယ်ထုတ်ခြင်းစိတ်ပြက်ပြီးမှထုတ်တဲ့စိတ်လာတယ်အဲ့တော့ဘာဖြစ်လို့ဆိုရှူစိတ်ကလေးရှူခြင်းစိတ်ကလေးပြက်ပြီးမှရှူနေတာလာတယ်ရှူစိတ်ပြီမဲ့စိတ်လို့မပြောတော့ဘူးသူကကာယ ानु ပဒနာဆိုတော့ရှူတာလားထုတ်ခြင်းစိတ်ကလေးပြက်ပြီးမှထုတ်တာလားဒီလိုလေးအနုစိတ်တစ်ခါနဲ့စူးစိုက်ကြည့်နေလိုက်တော့တစ်ချက်တည်းနဲ့ကမ္မထာနှစ်ခုပြတ်သွားတယ်စိတ်ဓာ ानु ပဒနာလည်းပါသွားတယ်ဝေဒနာ ानु ပဒနာလည်းကာယ ानु ပဒနာလည်းပါသွားတယ်ဆိုတော့ကမ္မထာနှစ်ခုဒီနေရာနဲ့တစ်ချိုင်တစ်ပြိုင်တည်းပြီးသွားတယ်ဒါမို့လို့တစ်ခုတည်းသောကမ္မထာနဲ့အလုံးစုံပြီးတဲ့တရားပြောသားမှာဆိုတော့အာနာပါနကမ္မထာပဲကွာအလောင်းတော်တိုင်းလက်မလွတ်တဲ့ကမ္မထာဖယားရှင်တိုင်းလက်မလွတ်တဲ့ကမ္မထာသူတော်ကောင်းများညံ့နိုးတဲ့ကမ္မထာကျင့်ရသလားကောင်းပြီဒီတော့ဦးဇင်းတို့သည်တတိမြဲအောင်ဝရိယအာကောင်းဥစွာဘာကိုပိုင်နိုင်ဖို့လို့လဲဝင်လေထွက်လေဝင်လေသည်ကျင့်ရသလားအဲ့ဒါလေနောက်ကိုလိုက်ရမှာလားနာသီးပြားကစောင့်ကြည့်ရမှာဒါလေးပါပဲအရင်ကချက်ကဒါပဲကြံတာတော့မလွတ်အောင်ကိုညံရည်ရှိတယ်လို့သုံးလွှာသုံးနော်အနုစိတ်လိုက်မင်းနေရပြီဆိုရင်လည်းဒီကမ္မထာဒီလူရဲ့အရေးချင်းကိုသိသွားပြီသိသွားပြီဆိုတော့ဘာလဲဆိုတော့ဒီလူမက်ဖို့ရဖို့အတော်ခဲရင်နေဘာလို့ဆိုတော့အခုလောက်အရေးအမွဲ့ပြောထားတာတောင်ဖြစ်မြောက်အောင်မလုပ်တတ်ဘူးဆိုကြတဲ့ကရင်သူ့မှာတိဟိတ်တို့ရအပ်တဲ့ဉာဏ်မျိုးအားနေနေပြီလို့အဖြေရထွက်သွားတော့ဒီလိုလူအတွက်ဘာပြောအောင်ဆိုတပည့်တော်တော့ဝင်လေပဲသိရဆိုအေးဝင်လေသာရှုလိုက်တော့တပည့်တော်လေကြီးမြင်တယ်ကဲလေကြီးမြင်လေကြီးသာလှုပ်လိုက်တော့အထုပ်ပါယုံပဲလှုပ်အောင်ဝါသနာပါယုံပဲလှုပ်အောင်အခုငါတို့ကလေနောက်လိုက်မှာလားနော်ရှုမှန်းထုတ်မှန်းသိအောင်လှုပ်ရမှာသိတဲ့နေရာမှာလဲလေကိုသိမှာလားနှာခေါင်းကိုသိမှာလားအေးခြေတော်ကမလေးနှာခေါင်းကြီးလည်းတင်မနေသေးနဲ့တဲ့နော်အာနာပါနမှာဝင်လေနောက်လဲအစင်မလိုက်ရထွက်လေနောက်လဲအစင်မလိုက်ရမင်းလေဝင်လေကိုလည်းမတောင်းတရထွက်လေကိုလည်းမတောင်းတရဝင်လေကိုလည်းမကြောင်းကြရတေချာမတာ
နော်အာနာပါနမှာအရေးကြီးတာဝင်လေကိုလည်းမသာရနဲ့နောက်ဆုံးနှာခေါင်းပေါ်လဲတင်းမနေစေနဲ့ခုနနှာခေါင်းကြီးသိရမှာပါဘုရားဆိုရင်ဘာပြဿနာလဲဆိုဦးစင်းဝင်လေထွက်လေရှူတော့လေနာယူဝက်လောက်နေတော့နှာခေါင်းကြီးထူပြီးတော့ပူးလာတာမီးတောက်တော့မလားအောင်မရဒီပြီးတော့ဘယ်လိုလုပ်ရမလဲဟာဒါပြင်းနှာခေါင်းအခုမှအသက်ရှူတာလားတရားထိုင်မှအသက်ရှူတာလားမီးလောင်ချင်းလောင်စောကြီးကလောင်ပြီးတော့ပြာကျပြီပေါ့နော်အခုကမ္ဘာထမ်းအားထုတ်မှဘယ်နဲ့နှာခေါင်းပူးလာအဲ့ဒါဘာဖြစ်တော့နှာခေါင်းပေါ်တင်းနေလို့ရှင်းသလားဒါဖြင့်ဝင်လေရှုမှလားထွက်လေရှုမှလားနှာခေါင်းရှုမှလားမစိုးဒါလေးဟမ်ဝင်လေရှုမှလားထွက်လေရှုမှလားနှာခေါင်းရှုမှလားမနှာခေါင်းကြီးလည်းရှုမနေကြတဲ့ဦးနော်သဘောပါသလားအေးအဲ့ဒါမှအဲ့ဓာတွေအကုန်လုံးနောက်ဆုံးမှဘုရားကအာနာပါနကမ္မထမ်းမှာပဲဖြစ်ဖြစ်နော်သွားတာသည်လာတာသည်ထိုင်တာသည်စားတာသည်တောက်တာသည်အိတ်တာသည်လှုပ်မှန်းသည်လှုပ်မှန်းသည်ပူမှန်းသည်အေးမှန်းသည်ဒါကာယ ानु ပဒနာတွေကြီးပဲအဲ့ဒီ ानु ပဒနာတွေအားလုံးနောက်ဆုံးပါချုပ်လဲဆိုတော့ဣတိအစ္ဆတံဝါကာယေကာယ ानु ပတိဝိဟရတိအစ္ဆတံမှာလည်းမြင်အောင်ကြည့်နော်ဗဟိတံဝါကာယေကာယ ानु ပတိဝိဟရတိအပြင်မှာလည်းအပြင်ရုပ်လည်းသိရမယ်အတွင်းရုပ်လည်းအပြင်မှာလှုပ်နေတာလည်းမမြင်ရဘူးလားကိုယ်အစဉ်ကြည့်နေဒကာဓမ္မတွေအများကြီးမမြင်ရဘူးလားမြင်ရတော့အဲ့ဒါတွေကိုဒကာတွေပဲဒကမတွေပဲ